တန်တတိလို့အမည်ရတဲ့အမတ်ကြီးတယောက်ရဲ့အကြောင်းအရာကိုဒီနေ့ညဘုန်းကြီးတို့ပြောပြမှာဖြစ်ပါတယ်။အဲဒီတရားကိုမြန်မာမှုလေးပြုပြီးတော့ပေးထားတဲ့တရားခေါင်းစဉ်ကထောင်ကထွက်ဖို့ကြိုးစားစို့တဲ့။ဘာတရားပါလဲ။ထောင်ကထွက်ဖို့ကြိုးစားစို့လို့အမည်ပေးထားတဲ့ဓမ္မကထာဒေသနာမောကြသိမိမနာကြသိမိမှာတရားပိုင်းရှင်းဖြစ်တော်မူတဲ့ဘုန်းတော်6ပါးသခင်သမ္မိညုဘုရားရှင်ကိုတော်မြတ်ကြီးကိုယောသေးသောလက်ကိုချီမိုးရှိခိုး၍ဓမ္မသဘင်စတင်ပွင့်ကြရအောင်အလုံးပရိသတ်ပေါင်းသူတော်ကောင်းတို့ကလက်ကိုချီပြီးတော့ဘုရားရှင်ကိုတော်မြတ်ရဲ့ဂုဏ်လေးကိုအာယုံပြုနေပါဘုရင်ကဓမ္မသနပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုတော်မြတ်အားခြေကျုပ်ကပူဇော်အပ်တဲ့နမကာရဘုရားရှိခိုးဖြင့်ဘုရားရှိခိုးပူဇော်၍ဓမ္မသဘင်စတင်ပွင့်ကြရအောင်ဥရေတိဓာနိလောကိညုသန္တိမာဓမ္မတိရကုဘာဝစေတိမေသံတုဓမ္မရံတိဓာတုစုသေယယောသေလယောသေသေလယောတို့တဲ့ကတိကရမသာဝိတိပါယေအလင်းတိကလာကြရာဘွားနဲ့ပြုဘဝတလောမယတနာတရားဤဟုသောကြောင့်ဝါလည်းရှိတော်မူပါဝိသသောလောကိယုလူအကြောင်းဤနာကြောင့်ဤမြမကြောင့်ဤတဲ့ကဘာကြောင့်ဤရှိရရမိရရာတဲ့မဲ့ခြင်းရဲ့ခြင်းမတည်းများတဲ့တိထားတဲ့သို့အယာဝိမံသဗ္ဗညုတရှိနာတော်ဖြင့်ဧကံပြည့်တော်မူပါဝိသသောသန္တိမာတရောအလုံးမာသာဆုံးသိတော်ဖြင့်သိင္ကလုံးမြတ်တော်သာလုံးခရမဘောလာလေးညင်သာရောမန္တိလေးယံဒီသံဝေကွေဘုံဝေဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဘုရေတိအမိုက်ကိုပဲပါရောအမောင်းပြဝဲ၍အလေးသာရှင်ကြီးနဲ့ဘုဝရီတောင်းတိစီမမြရောင်ရင်တဖိဖိနှင့်တရိပ်ရိပ်ပေါ်ထွန်းတော်မူခဲ့လေပြီစန္ဒီမာလေးကြုံကိုလဲရန်၍လေးရကိုမြန်တော်မူဒီတကူမြန်နှံနေလာဇာယရဏဖြစ်တော်မူပါပေသောဘုရားရှင်ကိုယ်တော်မြတ်ကြီးဖရာတွင်တွင်ဘုပြင်ဘုအရှင်ဘုရားအဘုကัญจသဖြင့်ဘုဒ္ဓရှိသူတွေကိုဘုဒ္ဓတွေခြုံငိမ့်အောင်ယေဥသိအေးမြစေနိုင်သည့်ဧဝံပိုင်ဖြစ်တော်မူသောအရှင်မြတ်ကြီးသည်ဓာတုစုရှိသောပါရမီတပ္ပအညိတသော၍မြတ်သောဝါဒနာခိုင်ညသဖြင့်ဓမ္မရာအတိုင်းဖြောင်းမှန်စွာနေကြကုန်သောဣမေသံတုရှေးဘဝဇယာယိတို့ကြောင့်အေးအများကိုသာကြိုက်၍နေကြကုန်သောသောတုံများစွာတတဝအနန္တမသမြတို့ကိုဓမ္မရံတိဂုံတော်ညွတ်၆ဆုံးဤဘုံတော်၆ခန်းတရားတော်ဤဟူသောမြတ်ရောင်ကြီးပန်းတော်ဖြင့်ဘဗတိတိပါရမီဒိဋ္ဌမလျှောခဲ့ကြသည့်အတိုင်းနိဗ္ဗာန်မြို့နံအမတမြေမှာချမ်းသာစေမောင်ချွေမတန်းရအောင်ယောဝေသံတကြည်ကြည်တလီလီပပဝင်၍ထွန်းလင်းတော်မူလဲပါကဗ္ဗမောင်မတိမြရောင်ကြီးညွန်ဘုဒ္ဓဖြင့်အထူးကျတဲ့မဆုံးနိုင်သည့်ရွှေဖုံးခိုင်ကိုရောမြတ်ကြီးဖရာဆိုလိုက်ပါစัจ java လာအနန္တ၌လုံးစုံခတ်သိမ်းတတ္တဝါတွေကိုမတန်တံပူပန်ဆွဲတဲ့ကိုစင်ရဲ့လေခင်ပါစေ
ဝိတန္တံယံခသိမ့်တို့ရှောင်းကသိမ့်လို့ငြိမ်းပါစေစိတ်မှာတန်တန်ပူပန်ဆွဲတဲ့စိတ်ဆင်းရဲလည်းကျင်ပါစေဆင်းရဲကုန်ခန်းနိဗ္ဗာန်သံမြတ်နိုင်ပါစေဧတာကဗုဒ္ဓဟောကြားမေတ္တာထားဘွားတဲ့သံပါပေစัจ java လာအနန္တ၌လုံးစုံခတ်သိမ့်နတ်မြမာတွေကိုမတန်တန်ပူပန်ဆွဲတဲ့ကိုယ်စင်ရဲ့လည်းကျင်ပါစေဘေးတန်တန်ယံခသိမ့်တို့ရှောင်းကတိတ်လို့ငြိမ်းပါစေစိတ်မှာတန်တန်ပူပန်ဆွဲတဲ့စိတ်စင်ရဲ့လည်းကျင်ပါစေဆင်းရဲကုန်ခန်းနိဗ္ဗာန်သံမြတ်နိုင်ပါစေဧတာကဗုဒ္ဓဟောကြားမေတ္တာထားဘွားတဲ့သံပါပေသဗ္ဗိတိယဝုဝဇန္တုသောကောရောဂဝိနာတတုမာတိဘဝန္တံတရာယဒုက္ခိတိကယူသောဘဝသဗ္ဗိတိယလုံးစုံသောဘေးဥပယောဂအန္တရာယ်ဟူသည်များပေါင်းတို့သည်ဝိဝေဇန္တုရှောင်လွဲပြောင်းပြကြပါစေကုန်သောကောသသောကတရားသည်၎င်းရောဂောသကအနာယောဂသည်၎င်းဝိနာတတုပြောင်းပြပါစေအန္တရာယအန္တရာယ်ပေါင်းတို့သည်မှာဘဝတုမကြမရောက်ကြပါစေကုန်လေဒုက္ခိဒုက္ခိတံကိုစိတ်နှဖျားကျမ်းမာချမ်းသာဝမ်းသာကြကုန်သည်ဖြစ်၍ဒီကာယုကာတက်ရတံကိုကျော်လန်းနိုင်ကြကုန်သည်ဘဝတုဘဝတုကောင်းစွာမဲ့သွေဖြစ်နိုင်ကြပါစေကုန်သတည်းမေတ္တာအာတိကမေတ္တာပတ္ထနာများပြုပြီးတော့ဒီနေ့ညဓမ္မသဘင်ကိုဘုန်းကြီးတို့ခုချိန်ကစတင်ပြီးတော့ဖွင့်ပါတယ်လက်အုပ်ကလေးတွေအောက်ချထားပြီးတော့ကိုရည်ရှိထိုင်နိုင်မဲ့ဣရိယာပုဂ္ဂိုလ်ပြင်ပြောင်းထိုင်လို့ဒီနေ့ညဟောမဲ့တရားပရိသတ်ထောင်ကထွက်ဖို့ကြိုးစားစို့ဘာတရားပါလဲလောကမှာထောင်နေအမျိုးမျိုးရှိပါတယ်နံပါတ်1ကအရထောင်တဲ့နံပါတ်2ကစစ်ထောင်တဲ့နံပါတ်3ကအိမ်ထောင်တဲ့နံပါတ်4ကဘဝထောင်တဲ့ထောင်4မျိုးထောင်ဘယ်နှမျိုးလဲအရထောင်ဆိုတာကလူတွေနေတဲ့ရပ်ကွက်ထဲမှာခိုးမှုဓမြမှုတစ်ခုခုပေါ့ဇာဇဝဲမှုလူတတ်မှုတစ်ခုခုအဲ့ဒီအမှုတစ်ခုခုဖြစ်လို့ရှိရဲတွေဘာတွေကဖမ်းပြီးတော့ယုံတင်တရားဆွဲပြီးတဲ့အခါကျတော့တရားသူကြီးကစီရင်နဲ့ချတယ်အေးမင်းလူတတ်မှုမြောက်တယ်မင်းလည်းနဲ့တတ်လို့သေသွားတာအဲ့ဒါကြောင့်မင်းထောင်ဆယ်နှစ်တရားယုံမှာတရားသူကြီးကကတ်တတ်ချက်နဲ့ဘယ်မှုဆိုရင်ထောင်ပန်းနဲ့နှစ်ဘယ်မှုဆိုရင်ထောင်ပန်းနဲ့နှစ်အဲဒီလိုကန့်တတ်ချက်နဲ့ရာဇဝတ်သားတွေကိုတရားသူကြီးကရုံးတော်မှာအမိန့်ပေးပြီးတော့တရားသူကြီးရဲ့အမိန့်နဲ့
ထောင်ကျနေတဲ့ပုဂ္ဂိုလ်များကိုအဲ့ဒါအရထောင်တဲ့နောက်တစ်ခုကစစ်ထောင်တဲ့နောက်တစ်ခုကဘာလဲစစ်တပ်မှာစစ်သားတွေစစ်ပြီးတော့ချမှတ်ထားတဲ့ကျင့်ဝတ်တွေကိုဖောက်ပြန်တယ်သို့မဟုတ်တစ်ခုခုလုပ်တယ်ဆိုစစ်တပ်ကနေပြီးတော့စစ်ခုံရုံးမှာအဖြစ်ပေးပြီးတော့အဲဒီစစ်သားကိုထောင်ထဲပို့လိုက်တာအဲ့ဒီထောင်မျိုးကြတော့စစ်ထောင်ခေါ်တယ်။ဘာထောင်ခေါ်လဲ။နောက်တစ်ခုကအိမ်ထောင်တဲ့။ဘာလဲပဲရေးတယ်။အဲ့ဒါလေးကဘုန်းကြီးတို့တော်တော်စဉ်းစားကြည့်တယ်ပြေးတယ်။အိမ်လည်းပြောတယ်ထောင်လည်းပြောတယ်။ဘဒုသားနဲ့ဘဒုသမီးအိမ်ထောင်ကြသွားပြီ။ဘာကြသွားပြီတဲ့။အိမ်ထောင်ကြသွားပြီအဲ့ဒီအိမ်ထောင်ကြပြီလားကြပြီလေဘယ်တော့မှလည်းမနှစ်သာဖိတ်စာဖိတ်တယ်မရဘူးလားမရပါဘူးလေဩကောင်မလေးအိမ်ထောင်တောင်ကြသွားပြီအကောင်လေးအိမ်ထောင်တောင်ကြသွားပြီအိမ်နဲ့ထောင်တဲ့ကိုတွဲသုံးတာဘာနဲ့တွဲသုံးလဲအိမ်ဆိုရင်လည်းအိမ်ပြောပေါ့ထောင်ဆိုရင်လည်းထောင်ပြောပေါ့အဲ့ဒီလိုမပြောဘဲနဲ့ဘုရင်တိုင်းတွဲပြီးတော့သုံးတဲ့စကားဟာအိမ်ထောင်တဲ့ဗါတယ်လေနောက်တစ်ခုကဘဝထောင်နောက်တစ်ခုကဗါတယ်အဲ့ဒီတော့ထောင်ဆိုတဲ့စလုံးဟာပြည့်တယ်စစ်ထောင်ပဲဖြစ်ဖြစ်အရာထောင်ပဲဖြစ်ဖြစ်အိမ်ထောင်ပဲဖြစ်ဖြစ်ဘဝထောင်ပဲဖြစ်ဖြစ်ထောင်ဆိုမှတော့လွတ်လပ်ခွင့်မရှိဘူးရှိတာအရာထောင်ပဲပြန်ကြည့်ကြလို့ရာဇဝတ်မှုကျွလွန်လို့လူသတ်မှုကျွလွန်လို့ထောင်ကြတယ်ဆိုရင်အဲ့ဒီထောင်ဟာပြည့်တဲ့အုတ်နိုင်ရန်ကြီးများလေးဘက်လေးတန်ကာထားလားမကာထားဘူးလားနှိမ့်ကာသလားအမြင့်ကြီးကာလားဘယ်လိုမှကိုကြော်တက်ခွတ်တယ်လို့မရအောင်မို့လေးဘက်လေးတန်မှာသံဆူးရိုးတွေနဲ့အမြင့်ကြီးဝါတပြန်လောက်မြင့်တဲ့အုတ်ကြီးတွေကာပြီးတော့ဒီထဲမှာနေရတာတချို့ရာဇဝတ်သားများတချို့ထောင်သားများပြည့်တဲ့အထဲမှာတန်ချေကြီးနေနဲ့တုတ်ထားတယ်။ဘာတွေနဲ့တုတ်ထားလဲ။စားရတာလည်းဒုက္ခရောက်နေရတာလည်းဒုက္ခရောက်သလားမရောက်ဘူးလား။ဒါဒါမဲ့လို့ရှိရင်ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ကိုဘုန်းကြီးမေးခြင်းနဲ့ဒီထဲမှာထောင်ကြရင်လည်းလူဘယ်သူပါလဲ။ထောင်ကြရင်လည်းတော့မပါဘူးအိမ်ထောင်တော့ပြုတ်တယ်လား။ဒါအိမ်ဟာလည်းထောင်ပဲတဲ့အိမ်ဟာလည်းပါလေထောင်ပါပဲဘုန်းကြီးတို့ပြည်သားရေဆိုလိုက်ကြပါစို့ကိုဗျာအမျိုးသားနဲ့အမျိုးသမီးသတို့သားသတို့သမီးဒီနေ့ခေါ်တော့သတို့သားသတို့သမီးတဲ့အမှန်မှာကသူတို့သားသူတို့သမီးဗါတယ်လေသူတို့သားသူတို့သမီးကိုဒီနေ့အဲ့ဒါနှစ်ချောင်းငင်ပြောက်ပြီးတော့ဘယ်နဲ့သတို့သားတဲ့သတို့သမီးတဲ့ဘာမှလည်းအဓိပ္ပာယ်မရှိဘူးရှင်းသလားအမှန်မှာကဘုန်းကြီးတို့မြင်တယ်သူတို့သားသူတို့သမီးပါတယ်လေသူတို့သားသူတို့သမီးကိုခုခေါ်နေတာသတို့သားသတို့သမီးသတို့သားသတို့သမီးအဲသတို့သားနဲ့သတို့သမီးဘုန်းကြီးတို့မြင်တဲ့အဲလက်ထပ်ပြီးတော့ယူလိုက်ကြတော့အဲ့ဒါကိုလောကအနေနဲ့မပြောလဲအိမ်ထောင်ကြတယ်ဘာပြောလဲအိမ်ထောင်ကြတယ်တဲ့ဒေသတည်းထောင်ဆိုတာလွတ်လပ်ခွင့်ရှိသလားထိုနည်းတူသောပဲအပြိုဘဝလူပြိုဘဝကဘယ်လိုနေဘယ်ကိုသွားဘာတွေစားပြောမဲ့လို့မရှိချုပ်ချက်မဲ့လည်းမရှိဟန်တာမဲ့လို့မရှိဘူးရှိသလားအိမ်ထောင်ကြာသွားပြီဆိုရင်ချုပ်ချက်မဲ့လို့ရှိသလားမရှိဘူးလားဘယ်သူကချုပ်ချက်မှာတို့မပြောတော့ဘူးတွေ့လားဟမ်သူတို့သားကချုပ်ချက်မှာဘယ်သူကချုပ်ချက်မှာလဲသူတို့သားကိုလည်းပဲဟိုဟာမလုံးနဲ့ဒီဟာမလုံးနဲ့ချိန်နဲ့ခါနဲ့ပြန်ကျုပ်တယောက်တည်းမနေရဘူးအိမ်မှာမအိမ်ရဘူးနဲ့ဒီသတ္တေသူတို့သားကိုချုပ်ချယ်မှာကဘယ်သူလဲခုမှသူတို့သိသွားတာဟုတ်တယ်ပြည်တယ်လွတ်လပ်ခွင့်ရှိသေးလားမရှိတော့ဘူးတဲ့ဟိုတော့က9နာရီ10နာရီအိတ်တယ်ကိုမိဘအိတ်မိဘကတော့မနိုးငါသားလေးအေးပြလို့အိတ်တာအိတ်ပေးစေငါသမီးလေးအေးပြလို့အိတ်တာအိတ်ပေးစေနဲ့မနိုးရဘူးမိဘကနိုးရလား10နာရီ9နာရီမှအိတ်ရမထားဘူးဆိုရင်သူတို့သားကလာကံပြီးတော့မနိုးဘူးလားသူတို့ကံတာပဲလားဒီတိုင်းဆို
သူတို့သမီးအိတ်နေရင်သူတို့သားကမနှိုးဘူးလားသူတို့သားအိတ်နေရောသူတို့သမီးကမနှိုးဘူးလားအဲ့ဒါပဲပိဋကလွတ်လပ်ခွင့်ဆိုတာမရှိတော့ပါဘူးရှိသလားဒါကြောင့်မို့လို့လောကထောင်သားတွေကလွတ်လွတ်လပ်လပ်မနေရသလိုသူတို့သားနဲ့သူတို့သမီးအာဝါဟဝိဝါဟမင်္ဂလာပြုမိပြီဆိုရင်လည်းပဲပိဋကလွတ်လပ်ခွင့်ဆိုတာမရှိတော့ရှိတာဒါကြောင့်မို့လို့ရှေ့မြန်မာကြီးများကသုံးသွားတဲ့စကားပိဋကအိမ်နဲ့ထောင်ကိုတွဲလိုက်တာဘာနဲ့တွဲရလဲဒါကြောင့်အိမ်ထောင်ကြတာဘာထောင်ကြတာလဲအိမ်ထောင်ကြတာတဲ့ပိဋကတွေနောက်တစ်ခုကဘဝထောင်တဲ့ဘာထောင်နဲ့လဲဘဝဒီဟူသောထောင်ထဲမှာလည်းပဲပိဋကတွေဘုန်းကြီးတို့တရားရှိခင်စိတ်ကောင်းဝင်တဲ့သူတော်စင်တွေခဏရောက်နေတာလူဘဝရောက်နေတာဘာဘဝလူဘဝဒီဟူသောဘဝထောင်ကြီးတွင်မှာဘုန်းကြီးတို့တတ္တဝါမှန်သမျှတွေကသူငါပုဂ္ဂိုလ်ရရတတ္တဝါမှန်သမျှတွေကထောင်ကြနေတာနဲ့တူတယ်။ဘာနဲ့တူလဲ။ထောင်ကြနေတဲ့ထောင်သားတွေကိုပိဋကတွေဒီတိုင်းမထားပါဘူး။ကြိုးတွေနဲ့ခြိထားတာ။ဘာတွေနဲ့ခြိထားတာ။ဒါကြောင့်အယောရွတ်တေဟိယောဇင်တိယထာလောကေဩမတကေတန်ယောဇနေဟိယောဇေနိတတဝတေပုထုဇနေလောကေထင်ရှားစုပုံယခုကြုံသည်လူဘုံဌာနဤလောကကြီး၌ဩမတကေတိကြည်သွေးလျံဘလူဖန်၍ယူနံကြသူတို့ကိုအယောယွတ်တေအသက်ဆုံးတိုင်မယုံနိုင်အောင်ထုံးပိုင်ခိုင်ပြိုးသံတော်ရိုးတို့ဖြင့်ယောဇင်တရားသာခြေလက်နဲ့သွဲခါလက်တဲ့ကျိုးအမျိုးမျိုးဖြင့်တွန်းလျောတုံလဲမပြုတ်တဲ့အောင်တုတ်ဝဲခြေနှောင်းရလေကုန်တကယ်သောတတ္ထပမထာယုထို့အတူသာလည်းယဝတ္တိမယမတိပပ္ပလီ၍ထိုဤပြောင်းပြန်ဗလောင်ဆန်အောင်ကောင်းရန်လောကင်းဝဲတွင်၌ပုထုဇနေအရိယဂိုင်းဝင်သမိုင်းတင်ကမဝေမပါကဗအောင်တန်းငါတို့လိုပုထုဇဉ်အယူနန်းတို့ကိုတန်ယောဇနေဟိဥစ္စာပစ္စည်းသာသမီနှင့်ဝါစီဆွေညာမနေသာအောင်ရှေးကြလေတိုးသံတော်ကျိုးတို့ဖြင့်ယောဇင်တိမခွာနိုင်ခွဲမခွဲနိုင်ချစ်မပြစ်နိုင်ရဲ့မပြည့်ရှိကြအရှိသားလည်းရဲ့ဖြီကခက်ဖို့တတ်တဲ့ဆုံးတွဲမပြုတ်တဲ့အောင်တုပ်ဝဲချီနှောင်း၍ထားကြလေကုန်ပြီတကားဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတို့ဒါလေးလိုက်ဆိုကြည်သားမှာကာမဆိုတာထောင်ပမာသေချာမှတ်လိုက်ပါကာမဆိုတာထောင်ပမာသေချာမှတ်လိုက်ပါဘုသူရှင်မှာထောင်ထဲမှာနေတာအလွန်ကြာဘုသူရှင်ဟာထောင်ထဲမှာနေတာအလွန်ကြာဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတို့အာယုံ၅ပါးကာမဂုဏ်တရားလို့ခေါ်တဲ့ရူပယုံသတ္တယုံခန္ဓာယုံရာသယုံဘုဒ္ဓဘာယုံလို့ခေါ်တဲ့အာယုံ၅ပါးကာမဂုဏ်တရားတွေတတိုင်း၅ဓာတ်ကာယံထားတဲ့ထောင်ကြီးထဲမှာပုထုဇဉ်သတ္တဝါတွေကထောင်ကျနေကြတာတဲ့။ဘာဖြစ်နေကြတာ။ထောင်ကျနေတဲ့ပုထုဇဉ်သတ္တဝါကပိဋကတ်တွေဘာနဲ့တူတော့ဆိုရင်အယူနဲ့တူတယ်။ဘာနဲ့တူတယ်လဲ။ဩမတကေသီးကြည်သွေးလျံဘလူဖန်၍ယူနံကြသူတို့ကိုအယောယွန်တေဟိအသက်ဆုံးတိုင်မယုံနိုင်အောင်ထုံးပိုင်ခိုင်ပြိုးသံတော်ရိုးတို့ဖြင့်ယောဇင်တိယထာခြေလက်နဲ့သွဲခါလဲတကြိုအမျိုးမျိုးဖြင့်တိုးလျော့တုံလဲမပြုတ်တဲ့အောင်တုံးဖွဲချီနှောင်ရလေကုန်ပြီတကယ်လို့လောကထဲမှာပြည့်တယ်တွတ်တွက်လဲအောင်ယူနေအ
ယူတရားဟိုလိုတွေလေခဲတွေနဲ့ပေါ့ဟိုလိုအိမ်ဝင်မှန်ပြီးတော့ရိုက်ခွဲအဲဒီလိုစိတ်ဖောက်ပြန်ပြီးတော့ယူနေတဲ့အယူကိုလူကောင်းတွေကဝိုင်းဖမ်းပြီးတော့ကျိုးနဲ့တုတ်တယ်တဲ့။ဘာနဲ့တုတ်လဲ။ကျိုးဘာတွေနဲ့တုတ်တော့ဆိုလက်နဲ့ပဲကျိုးတုတ်ထားတယ်။ခြေထောက်နဲ့ပဲကျိုးတုတ်ထားတယ်။ခါးကိုလည်းကျိုးတုတ်ထားတယ်။ကျိုး5ချက်တုတ်ထားတယ်။ကျိုးဘယ်နဲ့ချက်တုတ်ထားလဲ။စိတ်မနှမ်းလို့ယူနေတဲ့အယူကိုကျိုး5ချက်တုတ်ထားသလိုဘုန်းကြီးတို့ပုထုဇဉ်တ attva တွေကလည်းပဲပုထုဇဉ်တော့အုံမတကောတဲ့ပုထုဇဉ်အယူတဲ့ပုထုဇဉ်ကပါတယ်လေပုထုဇဉ်အယူတဲ့ကိုကောင်းတယ်လို့မထင်တဲ့ဘေးသားကြီးပုထုဇဉ်မှန်သမျှအကောင်းလားအယူလားအေးပုထုဇဉ်ဟာအယူဗမာသေချာမှတ်လိုက်ပါဆိုတဲ့အတိုင်းအရိယာနေမြေကိုမရောက်သေးလို့အရိယာမဖြစ်သေးဘူးဆိုရင်ပုထုဇဉ်တ attva မှန်သမျှဘုန်းကြီးလည်းပဲပါလေပြောတာအာမနာရတယ်တူတူလေးလို့ပါကြားပါတယ်ပလင်မောကနားမလေးပါဘူးပြောတာအာမနာဘုန်းကြီးလည်းပါတယ်အယူပါသီလရှင်တွေရောကျေအော်ဟဲ့အဲ့ဒါကြတော့အာမနာနဲ့ဒကာကြီးတွေလည်းပါတယ်လေဓမ္မကြီးတွေရောပုထုဇဉ်ဆိုတာဘယင်းတတ်တယ်အယူနဲ့တူတယ်တဲ့ယူနေတော့သူဟာဟိုဟာလုံးတရားလုံးရောက်လို့တော့ကိုက်ပုထုဇဉ်တ attva တွေကိုဘယင်းတတ်တယ်ခြိထားတဲ့ကျိုးကရောစဉ်တိမခွာနိုင်ဝဲမခွဲနိုင်ဖြစ်မပြည့်နိုင်ရဲ့မပြည့်ရှိကြအချီသားလည်းဖြီးကခက်ဖို့တတ်ရှုံတဲ့မပြုတ်တဲ့အောင်တန်ရောဇနေဟိဥစ္စာပစ္စည်းသာသမီနှင့်ပွားစီဆွေညာမနေသောရှေးကြလေတိုးသာနောင်ကျိုးတို့ဖြင့်ခြိထားတဲ့ကျိုးတွေကပိဋကတ်တည်းတကြိုးလည်းမဟုတ်ဘူးတဲ့တတ်တယ်လည်းအောင်ယူနေတဲ့အယူအမှခြိထားတာကျိုးက9ချောင်းနဲ့ဘယ်နှချောင်းလဲဘုန်းကြီးတို့ပုထုဇဉ်တ attva တွေကိုခြိထားတဲ့ကျိုးကပိဋကတ်တည်း10ကျိုးတဲ့တန်ရောစဉ်10မျိုးတန်ရောစဉ်ဘယ်နှမျိုးလဲဒါကြောင့်တန်ရောစဉ်ကျိုး10မျိုးပိုင်ပုထုဇဉ်များတုတ်ထားမနိုင်မလုံနိုင်ပဲခွေလဲကရိုင်ဝတ်အတွင်းပြဆင်းမတတ်နိုင်ဘုရားရှင်ကိုရောမြတ်ကဒီဒေသနာတော်ဗာပြောသွားတာတော့ဆိုရင်ပုထုဇဉ်တ attva တွေကယူရတဲ့ထဲပေးတိုင်းကျိုးတုတ်ခံရရတယ်ဘာတုတ်ခံရရကျိုးတုတ်ခံရတဲ့ကိုယ်ကိုကျိုးတုတ်ထားလို့တုတ်ထားတယ်မှသိသလားမသိဘူးဘေးတိုင်းမသိဘူးဘာဖြစ်လို့မသိတော့ဆိုအဝိဇ္ဇာဖုံးနေလို့ဘာဖြစ်လို့မသိလဲအဲကြောင့်ကိုယ်ကိုကျိုးတုတ်ခံရမှသိရင်ဘာလို့လဲဖြီထုတ်ရဘာလို့ရလဲဘေးတိုင်းဖြီထုတ်ရတဲ့ဘေးတိုင်းဖြီထုတ်မှသာလေဒီကျိုးကပြေမယ်ဟုတ်တယ်မို့လားဒါကြောင့်မလို့ဘုန်းကြီးတို့တရားချစ်ခင်စိတ်ကောင်းဝင်တဲ့သူတော်စင်တို့ပုထုဇဉ်အယူကျိုးတုတ်ခံရပြီးတော့ဘဝများစွာတန်တရာသွားနေတာကာမထောင်ထဲမှာဒါကြောင့်ကာမအမောင်ကာမထောင်ကြောင့်အိမ်တော်ကြာရင်ရှာဖွေရင်ဆယ်စင်းနေမြပူခဲ့ပြီတဲ့ကာမအမောင်ကာမထောင်ကြီးနဲ့ဖန်နေပြီးတော့ပထမတော့2ယောက်ကနေ3ယောက်3ယောက်ကနေ4ယောက်ကျိုးတွေချီပြီးတော့မလာဘူးလားကျိုးတွေချီပြီးတော့လာတယ်တဲ့အဲ့ဒါဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတို့သင်္ချာသဘောလေးနဲ့ပြောလို့မရှိရင်ဘုန်းကြီးတို့ပြည်သားကိုဘုန်းကြီးမေးပြရတယ်တက်နဲ့တက်ပေါင်းပါရတယ်အများကြီးပါဗျာနောက်ကတရားနာတဲ့လူတွေကဖြေတယ်တက်နဲ့တက်ပေါင်းနှစ်ဆိုတာသင်္ချာသဘောရတော့မှန်တယ်ပြည်သားတဲ့အမှန်မှာတော့1နဲ့1ပေါင်းရင်2မဟုတ်ဘူး3လည်းဖြစ်နိုင်တယ်4လည်းဖြစ်နိုင်တယ်5လည်းဖြစ်နိုင်တယ်6လည်းဖြစ်နိုင်တယ်ဖြစ်တယ်လားမဖြစ်နိုင်ဘူးလားပရမကိုတယောက်တည်းနေတယ်မို့လားသူတို့သမီးနဲ့လည်းအတူတူလည်းနေလဲနေရောဖြစ်တိုင်း2မဖြစ်သွားဘူးလားကိုတယောက်ဒကမကြီးတယောက်2ယောက်မဟုတ်ဘူးလားဒကာကြီးနဲ့ဒကမကြီး2ယောက်နဲ့ပေါင်းတဲ့အခါကျတော့ဘုရားတည်း1နဲ့1ပေါင်းရင်2တည်းမဟုတ်ဘူးပြန်3ဖြစ်လာအောင်ဘာဖြစ်လာလဲပြီးတော့4ရော5ရော6ရော9ရော10ရော9ရော10ရောသွားရောမေးတိုင်းတရားလေးတွေပြောရင်တော့1နဲ့1ပေါင်းရင်တော့2ပါပဲဟုတ်တယ်မို့လားဒ
ဒါပေမဲ့တက်တဲ့တင်ပေါင်းရဲ့နဲ့မဖြစ်တော့ဘူးဘိသတွေသုံးဖြစ်သွားမယ်။ဘာဖြစ်သွားမလဲ။ဒီဘောအဖေရမေရကလေးရတော့သုံးလုံးဖြစ်သွားတာပေါ့။ဟုတ်တယ်မဟုတ်လား။အဲဒါကြောင့်မလို့ပုထုဇဉ်တတ္တဝါတွေဒီတန်တရာကြီးထဲမှာသွားနေကြတာကာမအမောင်ကာမထောင်ကြောင့်အိမ်အောင်ကြရင်ရှားဖွေရင်ဆယ်စင်းတွေမြပူခဲ့ပြီတဲ့လောက1500မှာဘိသတွေဒီမှာလူသတ်မှုဆိုရင်10နှစ်လူသတ်မှုဘယ်လောက်ဒီကြလေလျှော့ရပေါ်ရတဲ့နိုင်ငံတော်ပြန်တန်းနေထုတ်တာတဲ့ဗာနဲ့တက္ကရှစ်နှစ်လောက်ပဲနေပြီးတော့လွတ်လာရတာတွေမရှိဘူးလား10နှစ်အပြည့်နေရတာခက်ရှားကြပဲနော်လောကထောင်လူသတ်မှုဖြစ်တာတော့မှလွတ်ရဆိုတာရှိတယ်ရှိလားမရှိဘူးလားပုရုဇဉ်တ attva တွေကဘေးတတ်တဲ့ကာမအမောင်ကာမထောင်ကြီးထဲမှာနေရတာဘယ်နေ့လွတ်ရဆိုတာမရှိဘူးတဲ့ရှိသလားအဲဆိုလိုက်ပါလွတ်ရဆိုတာမသေးကြဘယ်ခါမသိပါလွတ်ရဆိုတာမသေးကြဘယ်ခါမသိပါလွတ်ရဆိုတာမသေးကြဘယ်ခါမသိပါသောတာပန်အရိယာပုဂ္ဂိုလ်ကြီးတော်မှာဘေးတတ်တဲ့ကာမအမောင်ကာမထောင်ကြီးထဲမှာ9ဘဝနေရအောင်ပဲတဲ့သောတာပန်တောင်မှ9ဘဝနေရအောင်ပဲဘယ်နှဘဝနေရကာမအမောင်ကာမထောင်ကြီးထဲမှာဝိသခာတို့အနာတပိန်တို့ဝိသခာဆိုတာသောတာပန်9နှစ်သမီးနဲ့သောတာပန်တည်ထားတာအနာတပိန်ဆိုတာလဲသောတာပန်ဆိုတာအရိယာသောတာပန်ဆိုတာပါဒါပေမဲ့လို့ဘေသတရားဒီသောတာပန်အရိယာဒီတောင်မှ9ဘဝတဲ့ကာမထောင်ထဲမှာဘယ်နှဘဝတဲ့လဲတော်သေးတော်မသူတို့ကလွတ်ရသိသွားပြီလွတ်ရသိလားမသိဘူးလားအဲ့ဒါ9ဘဝပဲနေရတော့ပဲနောက်ဝိသခါတို့အနာရဘိန်တို့ကယဟန္တာဖြစ်မယ်ဘဝစာသိမ့်မယ်အဲ့တော့ပုထုဇဉ်ဆိုတာသူငါတတ္တဝါမှန်သမျှပုထုဇဉ်အနာရတဲ့လွတ်ရမရှိဘူးတဲ့ကာမထောင်ကြီးထဲမှာသွားနေတာလူဘဝရောက်တော့တဲ့လူကာမထောင်ဇမဘဝရောက်နတ်ဘဝရောက်အပေဘဝရောက်တိရစ္ဆာန်ဘဝရောက်သွားနေတာဘဝကာမထောင်ကြီးထဲမှာလွတ်ရဆိုတာမရှိဘူးတဲ့ဒီကြားတဲ့ဘေးတိုင်းလိုက်ဆိုကြည်သားမှာထောင်မှုပမာကိလေသာရိုက်တာခံရတာထောင်မှုပမာကိလေသာရိုက်တာခံရတာနေနေညာညာဒီဒုက္ခခံရမတတ်တာနေနေညာညာဒီဒုက္ခခံရမတတ်တာနေတော့လေဘေးတတ်တဲ့ကာမထောင်ကြီးထဲမှာနေရတယ်ကျိုးကလည်း10ချောင်းချီထားတယ်ထောင်ကြနေတဲ့ပုထုဇဉ်ကလည်းအပေါင်းလားအယူလားရှိတယ်ဒီလောက်ယူနေတဲ့ပုထုဇဉ်အယူကိုဘေးတတ်တဲ့ကိလေသာတွေဟူသောထောင်မှုကြီးကရိုက်နေပြီးတော့လိုချင်တာတွေတောင်းတယ်တဲ့ထောင်မှုကလိုချင်တာတောင်းတယ်တဲ့ထောင်မှုကပါတယ်လေပြေးတာထောင်မှုဆိုတာဘာလို့လဲကိလေသာလို့ပြောနော်ထောင်မှုဆိုတာဘာလို့လဲထောင်မှုတွေဟူသောကိလေသာကလိုချင်တာတောင်းတယ်ကောင်းကောင်းမတောင်းဘူးပြေးတဲ့ရိုက်ပြီးတော့တောင်းတယ်ရှာတယ်ရှာတယ်မနေ့မိုးလေးဝလင်းတွေကထွက်သွားလိုက်တာညနေမိုးချုံမှပြန်လာတယ်ပတ်စံမလောင်းပါလာတယ်10သိန်းပါလာတယ်အဲ့ဒါကိလေသာတည်းဟူသောထောင်မှုကရိုက်ပြီးတော့ခိုင်းတာပြီးတော့အဲ့ဒီ10သိန်းကိုပြေးတဲ့ဗီဒီယိုလေးထည့်တော့ခါထားဗီဒီယိုလေးတော့ခါတော့ညကြတော့အိယာပေါ်မှာစဉ်းစားတယ်ဒီနေ့ပတ်စံ10သိန်းရလာတယ်မင်းငါကြရင်ဘာဝယ်မယ်ဘာလုပ်မယ်ဘယ်သူကိုပေးရမယ်ရွှေဝယ်မယ်အစရှိသည့်အဖြစ်ပေါ့အဲ့ဒါတော်နဲ့အိမ်မပြောပတ်စံ10သိန်းပါလေကိလေသာလေးတော့ထောင်မှုကဒီကောင်မအိမ်နေဟိုဒီကောင်မအိမ်နေဟိုအိမ်မထင်လိုက်ထရိုက်လိုက်အိမ်မထင်လိုက်ထရိုက်လိုက်အိမ်မလို့လို့အိမ်မပြောဘူးအိမ်မပြောရင်စိတ်ကူးတာပဲအိမ်မပြောရင်ဘာဖြစ်လဲပြေးတာစိတ်ကူးတယ်အဲ့တော့တော်နဲ့အိမ်မပြောစိတ်တရားလျှောက်ကူးတဲ့ပတ်စံ10သိန်းသုံးပတ်စံသိန်း100ပေါ်လက်ထဲရှိလာပြီဆိုရင်ဘာလုပ်မယ်ဘာဝယ်မယ်ဘယ်လိုလုပ်မယ်လဲစိတ်ကူးတယ်အိမ်မပြောအဲ့ဒါကိလေသာပြုသောထောင်မှုကရိုက်ပြီးတော့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ကိုခိုင်းနေတာ
အဲ့တော့ကဲဒီနေရာမှာဘုန်းကြီးတို့ပိဋကကိုဘုန်းကြီးပြောချင်တာကဒီကိလေသာတွေသောထောင်မှုကရူပယုံတတ္တယုံခန္ဓာယုံရတ္တယုံဘုဒ္ဓဘာယုံလို့ခေါ်တဲ့အာယုံ၅ပါးကာမဂုဏ်တရားကိုတစ်ခုမဟုတ်တစ်ခုမဟုတ်တစ်ခုလှည့်ပြီးတော့ခိုင်းနေတာကောင်းတာလေးကြားခြင်းနဲ့ကောင်းတာလေးစားခြင်းနဲ့ကောင်းတာလေးမြင်ခြင်းနဲ့အဲ့ဒါကိလေသာကခိုင်းနေတာဘယ်သူကခိုင်းနေတာကိလေသာဒီဟူသောထောင်မှုကြီးကပိဋကတေကောင်းတာလေးစားရလို့ပြီးတဲ့အခါကျတော့ကောင်းတာလေးနားထောင်ခြင်းနဲ့ဖွင့်ပြပါအောင်ဟဲ့ဆိုဖွင့်ပြရပြန်နော်နားထောင်လို့ပြီးတဲ့အခါကတော်ပြီကိလေသာထောင်မှုကကဲနားကြီးနေပြီခဏပိတ်လိုက်အောင်ကဲကောင်းတဲ့အနံလေးရှူကြရအောင်ဟောရူပယုံတတ္တယုံခန္ဓာယုံရတ္တယုံဘုဒ္ဓဘာယုံအာယုံ၅ပါးကာမဂုဏ်တရားအမျိုးမျိုးလှည့်ပြီးတော့ဘုန်းကြီးတို့ပုရုษရှင်တတ္တဝါတွေခိုင်းနေတော့ဒီဒုက္ခကြီးဟာတတန်တရားလုံးနိဗ္ဗာန်မရောက်မချင်းဒီဒုက္ခခံနေရတာဆိုတော့ဒီဒုက္ခတွေကလွတ်ချင်လို့ရှိရင်ဘုန်းကြီးတို့ပိဋကထောင်ထဲမှာကြာနေတဲ့ထောင်သားဟာဒီကိလေသာဖြိုင်းနဲ့ခိုင်းနေတာတွေကိုလွတ်ချင်လို့ရှိရင်ဘာလို့ရမလို့ဆိုလိုက်ဆိုကြည်သားမှာဒုက္ခလွတ်ခြင်းတရားခွင်အမြန်ဝင်ကြပါဒုက္ခလွတ်ခြင်းတရားခွင်အမှန်ဝင်ကြပါဒုက္ခလွတ်ခြင်းတရားခွင်အမြန်ဝင်ကြပါဒီတော့ဘေသတေလောဘဒေါသမောဟမာနယကကိလေသာတွေကရိုက်နေပြီးတော့ခိုင်းနေတဲ့ထောင်သာပုရုဇဉ်တတ္တဝါဒုက္ခကိုဒုက္ခမှန်သိရအောင်တဲ့ဒီဒုက္ခတွေကလွတ်ရအောင်လို့ဘာလို့ရမလို့ဆိုရင်တရားအထုတ်ရမယ်ဘာလို့ရမလဲတရားအထုတ်လို့သောတာပန်ဖြစ်သွားတာတောင်မှကာမထောင်ထဲမှာ9ဘဝနေရအောင်မယ်ဘယ်လောက်နေရအောင်လဲဘုရားရှင်ဆိုရင်တော့ပြောမနေတဲ့ပြည်တဲ့လွတ်ရကိုမရှိဘူးရှိသလားလွတ်ရမရှိဘူးတဲ့ပြည်သက်တဲ့အဲ့ဒီတော့ဒုက္ခကိုဒုက္ခမှန်သိလို့ထောင်ထဲကမြဲမြဲလွတ်ရှင်ဘာလို့ရမလို့တရားအထုတ်ရမယ်ဘာလို့ရမလဲတရားအထုတ်ရမယ်တရားအထုတ်တာကိုဒီနေ့ဘယ်လိုပြောလဲကမ္မထမ်းထိုင်နေဘာလဲလဲပြည်သက်ကမ္မထမ်းတဲ့ကမ္မထာနစရိယဆရာတော်တွေဖွဲ့ပေးတဲ့ကအကမဟာကမ္မထာနစရိယကမ္မဌာနကမ္မဌာနဘာလဲလဲကမ္မဌာနတဲ့ဌာနဆိုတာနေရာဌာနဆိုတာဘာလဲရှေ့တုန်းကဘုန်းကြီးတို့လေဒီရဲစခန်းတွေကိုရဲစခန်းလို့မခေါ်ဘူးစခန်းမှုကိုစခန်းမှုလို့မခေါ်ဘူးဌာနအုပ်တယ်ဘယ်လိုခေါ်လဲဘုရားရဲဌာနတဲ့မခေါ်ဘူးလားဒီနေ့မှဒါရဲစခန်းအဲ့ဒါစခန်းမှုဒီလိုသုံးတာဟိုးတော့ကသုံးတဲ့စကားကဌာနအုပ်စခန်းမှုကိုဌာနအုပ်လို့ခေါ်တယ်နော်ကမ္မဌာနဆိုတာလေအဲ့ဒီတိုင်းပဲတဲ့လိုက်ဆိုကြည်သားမှာဘေးသားကမ္မထမ်းဆိုတာဘာလဲသိရအောင်လိုက်ဆိုသားမှာကမ္မထမ်းဆိုတာယုံတော်ပါသေချာမှတ်လိုက်ပါကမ္မထမ်းဆိုတာယုံတော်ပါသေချာမှတ်လိုက်ပါကမ္မထမ်းဆိုတာယုံတော်ပါသေချာမှတ်လိုက်ပါထောင်ချနေတဲ့ဘေးသက်တွေပုရုဇဉ်တတ္တဝါဟာဒီလိုဒုက္ခတွေကလွတ်ရှိရင်ကမ္မထမ်းဒီဟူသောယုံတော်ပေါ်မှာသွားပြီးတော့အစစ်ရှိခံလိုက်ပါတဲ့ကမ္မထမ်းဆိုတာယုံနဲ့တူတယ်ကမ္မထမ်းဆိုတာဘာနဲ့တူတိုင်းဘွေတို့ပြည်သားပေါင်းတော်ကောင်းတို့ဆိုကြည်သားမှာအမှုစစ်မှာတတိပါတရားသူကြီးခေါ်ရတာအမှုစစ်မှာတတိပါတရားသူကြီးခေါ်ရတာကမ္မထမ်းတိဟူသောယုံတော်ပေါ်မှာပြည့်တိုင်းဆုံးဖြတ်ခြင်းချပေးမှာကတရားသူကြီးဆုံးဖြတ်ချပေးမှာကဘာလို့လဲတရားသူကြီးဆိုတာတတိတဲ့တရားသူကြီးဆိုတာဘာလဲလဲတတိဆိုတာအမြဲတမ်းရှုမှတ်ပြီးတော့နေတာဟုတ်တယ်မဟုတ်လားတရားသူကြီးဆိုတာလေလောကဥပမာထပ်ပြောမယ်တရားသူကြီးဆိုတာတရားခွင့်မှတရားစစ်နေတဲ့အချိန်မှာ
တရားလိုဘက်ကပြောတာလဲနားထောင်ရတယ်တရားလိုဘက်ကရှင်းနေပြင်သွင်းတာလဲတရားသူကြီးကနားဆိုင်ပြီးတော့ထောင်းနေတာတရားခံဘက်ကတရားခံကိုယ်တိုင်ထွက်ချက်တရားခံရဲ့ရှင်းနေထွက်ချက်အဲ့ဒါတွေအလုံးကိုလည်းပဲတရားသူကြီးကနားထောင်နှစ်ဖက်နားထောင်ရတယ်ဘယ်တစ်ဖက်နားထောင်ရလဲနှစ်ဖက်နားထောင်မှတရားသူကြီးကအမှုကိုဆုံးဖြတ်တဲ့နေရာမှာမှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်တယ်မို့လားအဲ့ဒီတိုင်းပဲဘုန်းကြီးတို့ပုထုဇဉ်သတ္တဝါတွေကာမအမောင်ကာမထောင်ကလွတ်ချင်ကမ္မထယုံကိုတက်တယ်ဘယ်ယုံကိုတက်ရမလဲကမ္မထံတည်းဟူသောယုံတော်ပေါ်မှာတတိတည်းဟူသောတရားသူကြီးရဲ့အစ်စ်ကိုခံပါတဲ့။ဒါဘုန်းကြီးတို့ပြည်သားပေါင်းတော်တော်ကောင်းတော့တရားသူကြီးကယုံတော်ဖွင့်ပြီးတော့အမှုစစ်ပြီဆိုရင်သူကြီးပဲစစ်လို့ရတယ်။တရားလူရှိရမယ်တရားခံရှိရမယ်။ဘာလဲရှိရ။ဒါဘုန်းကြီးတို့ပြည်သားပေါင်းတော်တော်ကောင်းတို့ဆိုကြည်သားမှာတရားလူဟာယုံနာမှာဖြစ်တာပြက်တာခေါ်ရတာတရားလိုဟာယုံနာမှာဖြစ်တာပြက်တာခေါ်ရတာတရားလိုဟာယုံနာမှာဖြစ်တာပြက်တာခေါ်ရတာတရားလိုဆိုတာတရားဆွဲတဲ့လူကိုတရားလိုလို့ခေါ်တယ်ဟုတ်တယ်မဟုတ်လားမှန်ကန်တဲ့တရားကိုလိုချင်လို့ထိုပုဂ္ဂိုလ်ကိုတရားလိုလို့ခေါ်တယ်တရားခံဆိုတာကဆွဆွဲခံရတာတရားခံဆိုတာကဘာလဲအဲ့ဒါလူသားမှုပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဆွဆွဲခံရတဲ့ပုဂ္ဂိုလ်မှန်သမျှကတရားခံအဲ့ဒီပုဂ္ဂိုလ်ကိုဆွဆွဲတဲ့ပုဂ္ဂိုလ်ကတရားလိုဆွဆွဲတဲ့ပုဂ္ဂိုလ်ဟာဆွဆွဲခံရတာကတရားခံကောင်းပြီအဲ့တော့တရားလိုတရားခံနှစ်ယောက်ကိုမလုပ်နဲ့တရားသူကြီးကဆက်မှာဘယ်သူကဆက်မှာအဲ့တော့ပြန်ပြောမယ်တရားသူကြီးဆိုတာတတိတရားသူကြီးကဘာလဲကမ္မထံဆိုတာကယုံကမ္မထံဆိုတာကဘာလဲကမ္မထံတည်းဟူသောယုံပေါ်မှာတရားသူကြီးကမိတ်မကြီးထိုင်ပြီးတော့နားထောင်တော့တရားလိုကပြောတယ်ကျွန်တော်ဟာယုံနာပါခင်ဗျာကျွန်တော်ယောက်ျားမိန်းမမဟုတ်ဘူးဟိုကောင်ကကျွန်တော်ကိုယောက်ျားလို့ခေါ်တယ်မိန်းမလို့ခေါ်နေတယ်ဟောတရားခံကိုလည်းကြိုးထိုးပြဟိုတရားခံကကျွန်တော်ကိုယောက်ျားလို့ခေါ်နေတယ်မိန်းမလို့ခေါ်နေတယ်ငါသူတစ်ပါးယောက်ျားမိန်းမသူခေါ်နေတယ်နေသဒုက္ခအတ္တလို့သူပြောနေတယ်တကယ်တော့ကျွန်တော်ဟာယောက်ျားလည်းမဟုတ်ပါဘူးခင်ဗျာမိန်းမလည်းမဟုတ်ပါဘူးခင်ဗျာကျွန်တော်ကယုံနာနှစ်ပါးပါပဲသူကဘာပြောလဲယုံနာနှစ်ပါးကိုပြေးတာတရားခံကဘယ်လိုမြင်နေတော့ဆိုရင်ငါပဲသူပဲယောက်ျားပဲမိန်းမပဲတရားခံကအမြင်မှားနေတာတရားခံကဘာမှားနေတာအဲ့ဒါဘုဒ္ဓရှင်သတ္တဝါဘုန်းကြီးတို့လည်းဒီတိုင်းပဲတရားနာပရိသတ်ဘုန်းသူတိုင်းကြည့်လို့ရှိရင်ငါသူယောက်ျားမိန်းမဘုဒ္ဓရှင်သတ္တဝါတွေဒီတိုင်းပဲဘုန်းကြီးခဏခဏဥပမာလေးပေးဘူးခဏခဏဥပမာလေးပေးဘူးလေသောတပန်နဲ့ဘုဒ္ဓရှင်ပုဂ္ဂိုလ်ပတ်ချက်ချက်ကအဲ့ဒါပဲပရိသတ်တကယ်တမ်းကျတော့ငါဆိုတာမရှိသူဆိုတာမရှိငါပစ္စည်းမရှိငါဥစ္စာမရှိငါသားငါဇနီးငါမယားဆိုတာထင်ရှားမရှိဘူးထင်ရှားရှိတာယုံနာနှစ်ပါးပဲထင်ရှားရှိတာပါအဲ့ဒီယုံနာနှစ်ပါးကိုယုံနာနှစ်ပါးလို့မမြင်နိုင်ဘူးမြင်နိုင်လားမမြင်နိုင်မမြင်နိုင်ဘူးတဲ့မမြင်နိုင်ဘူးတဲ့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့အဲ့တော့တူတူပြောမယ်တရားခံဆိုတာကိလေသာကိုခေါ်တာတရားခံဆိုတာဘာလို့လဲဆိုလိုက်ပါတရားခံဟာကိလေသာဒေချာစစ်ကြည့်ပါတရားခံဟာကိလေသာဒေချာစစ်ကြည့်ပါတရားခံဟာကိလေသာဒေချာစစ်ကြည့်ပါတရားခံပြီးတော့ကိလေသာကငါသားငါသမီးငါပစ္စည်းငါအိမ်ငါအိုငါတိုက်ငါကားဒီလိုကြီးပြောဟိုကပြောနေတယ်မဟုတ်ဘူးတရားလိုကသူလျှောက်ပြီးတော့ထင်းနေတာကျွန်တော်ကတကယ်ထင်ရှားကြည့်တာယုံနာနှစ်ပါးပဲယုံနာနှစ်ပါးပဲလို့ပြောနေတာကိုပြေးတိုင်းတရားခံကလည်းအတင်းဆွန်ရင်းနေတယ်ဓမ္မသားငါသမီးသပုရုဇဉ်တ attva ဒီလိုပဲအရိယာကြတော့ဒီလိုမဟုတ်ဘူးဒါလည်းကြောင့်ပါဆိုဘုန်းကြီးပြေးတိုင်းအနာတပိမှာလည်းသားသမီးတွေရှိပါတယ်မရှိဘူးလား9ယောက်ရှိတယ်ဘယ်နှယောက်ရှိတယ်ဝိသခါကတော့နည်းနည်းမို့40တောင်ရှိတယ်ဝိသခါကဘယ်လောက်ရှိတယ်သား20သမီး20ပေါင်းရင်ဝိသခါက40ပဲဒါကြောင့်မို့လို့1နဲ့1ပေါင်းရင်40လည်းဖြစ်တယ်ဖြစ်လားမဖြစ်ဘူးလား
ဝိဒါခါတိဟူသောတယောက်နဲ့ပုံညဝဋ္ဌနတိဟူသောအမျိုးသား2ယောက်ထက်ပေါက်လိုက်တာဘယ်တိုင်း1နဲ့1ပေါင်းတာဘယ်လောက်ဖြစ်သွားလဲ1နဲ့1ပေါင်း40ဖြစ်သွားတာဝိဒါခါအဲ့တော့ဝိဒါခါမှာလည်းသာသမီတွေမရှိဘူးလားရှိတယ်နာရမီမှာကောမရှိဘူးလားရှိတယ်သို့တော်သူတို့ကအရိယာဘာပုဂ္ဂိုလ်တွေလဲအရိယာဆိုတာကအောက်ဆုံးအရိယာပေါ့သောတပန်ကိုခေါ်တာနော်အဲ့ဒါသောတပန်အရိယာဆိုတော့သောတပန်အရိယာကတရားယုံမှသူအဖြစ်ခံပြီးတော့သူကဗာမြင်သွားတော့ဆိုတဲ့အခါကျတော့တကယ်ထင်ရှားရှိနေတာယုံနာ2ပါးပဲငါသားငါသမီးဆိုတာမရှိဘူးအစွဲကျင်းသွားတာဘာကျင်းသွားတာအစွဲကျင်းသွားတာဘုန်းကြီးတို့ပြောတာအစွဲကျင်းသွားတာဒါကြီးဝိသကာတို့အနာရမေတို့ကသူသားသူသမီးတွေကိုဟေးဟိုမောင်ယုံနာ2ပါးအဖေကြီးလာခဲ့အောင်လို့ဒီလိုခေါ်သလားမခေါ်ဘူးခေါ်သလားပဲရတာမခေါ်ဘူးဘုန်းကြီးတို့ပုထုရှင်တွေသုံးတယ်လို့ပဲသုံးပါတယ်သူတို့လည်းပဲအဲသမီးသုလသုဘတာဒေဝီရေဖေဖေကိုပဲကော်ဖီလေးကြော်လာပါဦးဟဲ့ဟောဒီလိုသုံးတယ်ပဲရတာသမီးမဟာသုဘတာဒေဝီဘယ်ရောက်တော့ဖေဖေဟိုမှာဈေးပန်းဝယ်နေတယ်ဟဲ့အငယ်ကောင်လေးမောင်ကာလမတွေ့ပါလားဖေဖေတကယ်ချင်းတွေအပြင်ထွက်သွားတယ်အငယ်ဆုံးသမီးလေးသုမနဒေဝီရောသုမနဒေဝီတော့ဖေးအဝိရှော်နေတယ်ဒါပါဦးပဲငါသမီးရဲ့ဟောအနာတပိလေးပဲငါသားငါသမီး3ပါဟဲ့ယုံနာ2ပါးလာခဲ့ဆိုရင်ဘယ်သူခေါ်လို့ခေါ်မှန်းသိလားမသိဘူးတို့တော့ဘုန်းကြီးတို့ပြည့်တယ်ခေါ်တိုင်းမှာအနာတပိတို့ဝိသကာတို့ဒီဘုန်းကြီးတို့ပုထုဇဉ်တွေသုံးတယ်လို့တော့သုံးပါတယ်ခေါ်ပါတို့တော့ခေါ်လိုက်တိုင်းအစွဲကင်းနေတယ်ခေါ်လိုက်တိုင်းပါပြီဒီနေရာမှာဥပမာလေးနဲ့ပြောထားတာရှိတယ်ပြည့်တိုက်ဒကမကြီးနဲ့ဒကာကြီးနဲ့မိသားစု3ယောက်သားလေးနဲ့နေကြအောင်နေတဲ့အခါကျတော့ဥပမာလေးပေးမှာဒီဥပမာပေးရင်ရှင်းတယ်အဲ့တော့မိသားစု3ယောက်နေတဲ့အခါမှာဒကာကြီးဆုံးသွားတယ်ဘယ်သူဆုံးသွားလဲဒကာကြီးဆုံးသွားရင်ဒကာကြီးဆုံးသွားတဲ့ဒကမကြီးကိုဘယ်လိုခေါ်လဲဗါတဲ့မုတ်ဆိုးမဘယ်လိုခေါ်လဲအဲ့တော့ဘုန်းကြီးကစဉ်းစားတယ်ဘာဖြစ်လဲသူယောက်ျားတည်သွားတော့ယောက်ျားတည်တဲ့မိန်းမလို့မခေါ်ဘူးလားခေါ်ရလားဘယ်လိုခေါ်လဲနာမည်ကြီးကလည်းဆိုးလိုက်တာမရသေးခေါ်ရတော့ပါဇက်ကြီးနဲ့တလုံးတစ်ခဲကြီးမုတ်ခိုးမှာဆိုတော့ခေါ်ရတာကတလုံးတစ်ခဲကြီးဖြစ်တယ်ဒါနဲ့ဘုန်းကြီးကဒါအကြောင်းပဲခေါ်တာမဟုတ်ဘူးဗမာဝေါဟာရတွေဟာအဓိပ္ပာယ်ရှိတယ်နေအောင်ငါရှာအောင်မယ်ဆိုပြီးတော့ဘာဖြစ်လို့မုတ်ဆိုးမှလို့ခေါ်တာတော့ဆိုရင်ဘေးတိုက်အမှန်မှာကမုတ်ဆိုးမှမဟုတ်ပါငါကိုခေါ်တဲ့စကားကမူဆိုးမှပါတယ်လေအမူအရာကကြည့်လို့မကောင်းတော့ဘူးဆိုးသွားပြီတဲ့ဘာဖြစ်လို့အမူအရာကကြည့်လို့မကောင်းတော့ဘူးဆိုးသွားပြီတော့ဆိုတော့ဒကာကြီးရှိတုန်းကတော့ဇနီးမောင်နှံတစ်ယောက်တို့တောင်းမဲ့စီးပွားတွေရှာအဖေအချိန်နဲ့သားသမီးတွေကလည်းအုပ်ချုပ်လို့ရတယ်ရလားမရဘူးလားဒကာကြီးလည်းဆုံးတော့ဒကာမကြီးတော့သိမကြဘူးဦးနေဦးထောင်ပဲ့နေပဲ့ထောင်ဟာပြောလို့ဆိုလို့မရစီးပွားရေးကလည်းဒကာကြီးရှိသလိုအရှင်းမပြေတော့ဟိုတုန်းကလို့ဒကာကြီးဖြစ်ခင်အောင်ကျင်နာအောင်လည်းပဲဖိတာတွေလိမ့်တာတွေလည်းဘာမှမလုပ်တော့ဒကာကြီးရှိတုန်းကတော့သူကသူလည်းဖိလိမ့်ပြင်းစင်းတယ်စီးပွားရေးကလည်းအရှင်းပြေတယ်သားသမီးတွေကလည်းအဖေရှင်နဲ့ဩဇာကြောင်းတော့နားထောင်တယ်ဒကာကြီးလည်းသေသွားစီးပွားရေးတွေကကြာသားသမီးတွေကပြောမရဆိုမရအဲ့တော့ခေါင်းလည်းခါတိုင်းလို့သေတတ်တယ်လည်းမပြီးတော့တဏှာခါလည်းခိုင်းလို့လှလှပပလည်းမလိမ့်တော့အဝိဇ္ဇာလည်းတောင်းရောကြီးပဲဝတ်တော့ဟိုတုန်းကလှလှပပပြင်းပြင်းစင်စင်မနေတော့အမူအရာကဒကာကြီးရှိတုန်းကနဲ့မတူတော့ဘဲနဲ့သူ့အမူအရာဟာဒကာကြီးသေပြီးဒီနောက်ဟိုတုန်းကလို့ကြော့မောမောလှလှပပမနေတော့သေပြီးကာစား14 5ရက်ကြီးတော့ခေါင်းကလည်းမပြီးနဲ့သမင်းတွေကလည်းပွားအင်ကြီးကလည်းတွေ့တာကောက်ဝတ်ထားဆိုတော့သူ့လင်သေးသွားတာသူ့ကိုဘယ်လိုခေါ်မလဲဟိုမှာရှိသားအမူအရာဘုံကဆိုးနေတာအဲ့ဒါသူ့ကိုမူဆိုးမလို့ခေါ်ကြရှိကမြန်မာကြီးတွေကအဲ့ဒါမူဆိုးမကနေအဲ့ဒါဘယ်နဲ့ကာဏရွတ်ရောကြီးမုတ်ဆိုးမဖြစ်သွားလည်းမသိဘူးတခါဗမာစကားတွေရတယ်မရေးတဲ့လွယ်သွားတော့ရှိတယ်ပြောရင်ပြောကနေကာလရွတ်လျောသွားတာဘာရွတ်လျောသွားတာလဲအဲ့ဒါဘုန်းကြီးခဏကြုံတိုင်းပြောတယ်ဘုန်းကြီးတို့ဘကိုးရဲ့ကျက်တရေဆောင်ရှင်မောတော်ဘုရားကြီးဗာဘုရားကြီးလေအဲ့ဒီရှင်မောတော်ဆိုတာဘုန်းကြီးတို့ပြေးဆိုင်ရှင်မောတော်ဘုရားကြီးရဲ့မူလဘွဲကရှင်မောတော်မဟုတ်ဘူးမူလဘွဲကကြိုက်မူတားတဲ့ဗါတယ်လေကြိုက်ဆိုတာမူဘာသာနဲ့ဘုရားကိုခေါ်တာကြိုက်ဆိုတာဘုရား
မူတာဆိုတာသဲတောင်စွန်းမှာရက်တယ်မြတ်စွာဘုရားတတော်ရှိတတော်ထင်ရှားရှိစဉ်ကာလဟန္တာဝတိနေပြီးတော့တဲမဲ့နေရဘုရားကောင်းကင်ကကြွလာပြီးတော့သဲတောင်စွန်းလေးသဲလေးပေါ်တယ်ဘုံမျိုးကြီးကဟိုတုန်းကပင်လယ်မြို့ကြီးပဲသဲတောင်စွန်းလေးသေးသေးလေးပေါ်တယ်အဲ့ဒီသဲတောင်စွန်းမှာဘုရားရပ်ပြီးတော့ဗျာဒိတ်ပေးသွားတာဒီနေရာမှာဟင်းသာမုံတော်ကြနေတယ်ကြာပြီးလို့ရှိရင်ဟဲ့ဒီမှာမြို့တယ်လေးမှာတဖြည်းဖြည်းနဲ့ပင်လေတွေခန်းခန်းပြီးမြို့တယ်လေးပဲအဲ့ဒီမြို့ကိုဟန္တဝတိလို့ခေါ်လိုက်မယ်ဟန္တဆိုတာဟင်းသာဟန္တဆိုတာဘာလဲဝတိဆိုတာမြို့ဟင်းသာမြို့ဘာမြို့လဲပြည့်စုံအဲ့ဒါဟန္တဝတိလို့ခေါ်လိုက်မယ်ဆိုဘုရားဗျာဒိတ်ပေးသွားတာအဲ့ဒါကြိုက်မူတာဆိုတာအစွန်းပဲကြိုက်ဆိုတာဘုရားပဲအဲ့ဒါကြိုက်မူတာကနေပြီးတော့ကြိုက်ဆိုတဲ့သလုံးပြောင်းပြီးတော့မူတာခေါ်ပြန်ဟောမူတာကနေပြီးတော့မော်တော်ကနေမော်တော်ဒီလိုဖြစ်လာတာပဲပြောင်းလာဘာလို့လာတာလဲအဲ့ဒါဘုန်းကြီးတို့ဘုရားမတော်မှဒီရှင်မတော်ဘုရားကြီးရဲ့မူလပွဲကကြိုက်မူတာကနေပြီးတော့မော်တော်ကနေပြီးတော့မော်တော်နောက်တက်ကလုံးတော်ပြည့်ရှင်သင်္ကန်းကလိုက်တော့မှရှိရရွှေဆိုတဲ့သလုံးလေးထည့်ပြီးတော့ရွှေမော်တော်တဲ့ဗါတဲ့လည်းပဲရေးတဲ့ကာလရွေ့လျောလာရင်ခေါ်တဲ့အသံတွေကပြောင်းတတ်တယ်ပြောင်းလားမပြောင်းဘူးလားထိုနည်းတူစွာပဲယခုလည်းပဲဒကာကြီးဆုံးသွားဒကာမကြီးကြမ်းနေတော့အဲ့ဒီဒကာမကြီးရဲ့အမှုရာတွေကဟိုတုန်းကလို့ကြည့်လို့မကောင်းတဲ့အတွက်ကြောင့်မို့လို့ဟိုဒီဘတ်တင်တဲ့ပေါ်ဘရေးတိုင်းဖီလင်းပြရှင်တာလည်းသူပဲသိလို့တော့ဒါကြောင့်မို့လို့သူ့ရဲ့အမှုရာကဆိုလို့မူဆိုးမကနေပြီးတော့အဲ့ဒါနောက်ဆုံးကြတော့အဲ့ဒါမုံဆိုးမဆိုတာခဏတည်းတည်းအဲ့ဒါနာမည်တွင်းနေတာအဲ့ဒါကာလရွေ့လျောလာတာနော်အဲ့တော့မုံဆိုးမဒကမကြီးကအားကိုးရမရှိတော့နောက်အိမ်အောင်ပြုတ်တော့ကလေးကိုတင်ပေးတယ်ဟဲ့နင့်ဖေတို့ခေါ်တော့ကလေးကအဖေမဟုတ်ဘူးဆိုတာသူသိတယ်ငါဖေမဟုတ်ဘူးဒါငါဖေသိသွားပြီသို့တော့အမေကအဖေလို့ခေါ်ခိုင်းတယ်ပထွေးလို့တဲ့ပုဂ္ဂိုလ်ကလည်းဘယ်ကောင်မင်းကအဖေလို့ခေါ်ပြောင်းတက်က900ယူမင်းတစ်ထောင်ယူသွားအဖေခေါ်ခိုင်းတယ်နော်ဒါဒီလိုဟုတ်ပြောတော့ကလေးရပါပြီလေအဖေကလည်းပထွေးကလည်းခေါ်ခိုင်းတယ်အမေကလည်းခေါ်ခိုင်းတယ်သို့တော့ဘေးတိုင်းအဖေလို့ခေါ်တိုင်းကလေးရဲ့စိတ်ထဲမှာငါအဖေမဟုတ်ဘူးတော့သူကသူအမြင်ရှင်းပြီးသားတယ်အထူးရှင်းခိုင်းနေတယ်မလို့စိတ်ထဲမှာမှတ်သွားတာဘာမှမှတ်သွားတာလဲအဖေလို့ခေါ်တယ်လေးနက်မရှိဘူးအဖေခေါ်တယ်တာရင်ဒီဖေသမင်းသားခေါ်လိုက်အဖေသမင်းသားရအောင်လေအမေကအဲ့ဒီအဖေလို့ခေါ်လိုက်တဲ့မှာထိုကလေးရဲ့စိတ်ထဲမှာငါအဖေမဟုတ်ဘူးဆိုအစွဲပြင်းနေတယ်တဲ့ဘာပြင်းနေတယ်လဲငါအဖေကိုသူသိပြီးသားပဲဒီဥပမာလိုပဲတဲ့မြေတိုင်းပုထုဇဉ်တတ္တဝါတွေကတော့ငါသားခေါ်လိုက်ရင်အာရပါရသည်ငါသမီးရှင်ထဲမှာလည်းအစွဲကြီးနဲ့ခေါ်တယ်ပုထုဇဉ်ကအစွဲကြီးတယ်ပုထုဇဉ်ကဘာကြီးတယ်မြေတိုင်းအောက်ရှိဆုံးသောတပန်အရိယာဖြစ်သွားပြီဆိုရင်တော့မြေတိုင်းဘုန်းကြီးတို့ခေါ်နေတယ်လို့ခေါ်တယ်ဘုန်းကြီးတို့ပြောနေတယ်လို့ပြောတယ်အရိယာတွေကသို့တော့အစွဲကင်းသွားပြီဘာကင်းသွားပြီလဲအဲ့ဒါပြောချင်တာဘေးတိုင်းအစွဲကင်းသွားပြီအစွဲမရှိတော့ဘူးတဲ့ပုရုဇဉ်တ attva တွေကတော့စွဲနေတာအဲ့တော့ဟိုမှာပြောနေတဲ့တရားလုံးကသူတို့စွဲနေတာပါတရားခံကိုပြောတယ်ကျွန်တော်တကယ်သင်ရှားရှိနေတာယုံနာနှစ်ပါးပါယုံနာနှစ်ပါးကိုယုတ်ဝမ်းနာမှမသိဘူးယုတ်မှန်းနာမှဘာဖြစ်လို့မသိတုံးဆိုရင်ဝိပဿနာအာမထုံလို့ယုံမှန်းနာမှဘာဖြစ်လို့မသိတာဝိပဿနာတရားအာမထုံလို့ယုံမှန်းနာမှမသိတာဝိပဿနာတရားတကယ်အထုတ်လာပြီဆိုရင်ဘေးတိုင်းယုံနာကွဲတဲ့ဉာဏ်ကိုနာမရူပပရိစ္ဆေဒဉာဏ်ဘာဉာဏ်လဲသူကဆိုယောဂီကတရားထုတ်နေအမြင်ရှင်းလာတာသွားခြင်းနာကနံသွားတဲ့ဟန်ကယုတ်ငါမဟုတ်သူမဟုတ်သွားတာနံတဲ့ယုတ်နံယုတ်နဲ့သိအမြင်ရှင်းသွားရင်အလုံးလုံးဝိပဿနာနဲ့ပတ်သက်တဲ့ဆောင်ပုံလေးတွေရှိတာလည်းရှိတာပဲပြထားလိုက်တော့အဲ့ဒီတော့ဟိုမှာတရားလူကပြောနေတယ်ကျွန်တော်ကယုံနာမှာခင်ဗျာတရားခံကပြောတယ်မဟုတ်ဘူးအဲ့ဒါငါယောက်ျားမိန်းမငါသားငါသမီးတရားလူနဲ့တရားခံအဲ့ဒီမှာပြိုင်တာတရားလူနဲ့တရားခံဘာလို့တာပြိုင်တဲ့အခါကျတော့မှပိသတ်တေဟေးမင်းတို့နှစ်ယောက်ပြိုင်နေတာရေးမကြည့်ဘူးဟဲ့ကောင်တရားလူမင်းဘက်ကသက်သေပြကံမင်းခိုင်းလုံးနေဆိုတာကိုသက်သေပြကံရသူကြီးကသက်သေခေါ်တယ်ရသူကြီးကဘာလို့သက်သေခေါ်တဲ့အခါကျတော့ပိသတ်တေလိုက်ဆိုကြည်သားမှာဖောင်းပိန်ဆိုတာသက်သေပါ
ခေါ်ပါသူလည်းပါဟောင်းပိန်ဆိုတာတတ်သေးပါခေါ်ပါသူလည်းပါဟောင်းပိန်ဆိုတာတတ်သေးပါခေါ်ပါသူလည်းပါဘုန်းကြီးတို့ကျေးဇူးရှင်မကြီးဆိုတော့ဘုရားကြီးဝိပဿနာရှုနေပြီးတတ်တဲ့ဝမ်းမိုက်ကလေးစိတ်ကလေးဖို့အတက်ကလေးရှုတဲ့ဝမ်းမိုက်ကလေးဖောင်းလာတယ်ဖောင်းနေအသက်ပြန်ရှုတော့ဝမ်းမိုက်ကလေးပညာသွားရင်ပိန်နေမှတ်နေရင်မှတ်နေရင်မှတ်နေရင်နဲ့ယောဂီကသမာဓိတွေအားကောင်းလာပြီဆိုလို့ရှိရင်ဖောင်းနေတဲ့သဘောလေးကဝါရောလေတတ်မယ်သူ့ဟာသူယောဂီကရှုမှန်နဲ့ကွဲတာရုပ်သဘောတရားပဲဟောင်းနေလို့နောက်ကနေလိုက်ပြီးတော့မှတ်နေတဲ့မှတ်သိစိတ်ကနံသဘောတရားပဲတကယ်တမ်းကျတော့ဝမ်းပိုက်ကလေးမှငါဝိပဿနာရှုနေတယ်ဒီဖောင်းနာပိန်နာယုံနာအလုံးလုံးနေတာဘာလုံးလုံးနေတာယုံနာအလုံးလုံးနေတာပဲလို့ယောဂီကဘွေးရုပ်ပြင်းတိုင်းမှတ်ရေးနဲ့သူ့ဟာသူယုံနာကွဲလားမကွဲဘူးလားယုံနာကွဲသွားရောဖောင်းနေတာကယုတ်ဖောင်းနေလို့နောက်ကလိုက်ပြီးတော့မှတ်နေတဲ့စိတ်ကလေးကနံဒါကြောင့်မလို့တက်တည်ခေါ်တော့ဖောင်းပိန်ကတက်တည်ထွက်လာတယ်ဒါကမဟာစီဝိပဿနာရှုနည်းနဲ့ပြောတဲ့ဒီပြင်ဆွန်လုံးတို့မိုးကုတ်တို့ဝေဘူးလို့နဲ့ပြောမယ်ဆိုရင်ရသေးတယ်ထားလိုက်တော့အဲ့တော့ဘုန်းကြီးတို့ဒီညဒါလေးတွေဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ကိုပြောပြနေတာရှေ့ပိုင်းမှာနောက်ပိုင်းဇလန်းဟောခြင်းတို့နောက်ပိုင်းပါဟောခြင်းတို့လေအဲ့တော့ဒီဘောင်းပိန်ကမှန်ရင်ကနေပြီးတော့သူကသူယုံနာကွဲလာတော့သက်တွေကလည်းအမှန်တိုင်းထွက်ဆိုပြီးတယ်သူကတကယ်တမ်းကျတော့ခင်ဗျာတဲ့ယုံနာနှစ်ပါးပဲရှိတာပါတဲ့ကျွန်တော်တို့ကထင်လွဲနေတာဟောကောင်းထင်လွဲနေတာတရားခံကိုအဲ့တော့တော်ပြီမေးတာအဲ့တော့ကိုယ်ဘဝကိုပြန်စဉ်းစားငါတို့ကာမအမောင်ကာမထောင်လောက်အိမ်အောင်ကြရင်ရှာဖွေရင်ဆယ်စင်းနေမြပူခဲ့ပြီရှာလိုက်ကိုလည်းတဲ့စီဝါနေကူမှမသိမိုးရမှမသိရှာတယ်ရှာလို့ဝေလို့ရတဲ့စီဝါဥစ္စာတွေမှငါပစ္စည်းငါသားသမီးဒီအစွဲကြီးနဲ့တဏ္ဍာနေရလုံးလာခဲ့တာဘဝများစွာသံဃာရှာခဲ့ပြီဒီလိုမြတ်စွာဘုရားသံဃာတော်ကြီးနဲ့တွေ့တဲ့ချိန်ကမှဒီဝိပဿနာအလုံးဆိုတာအထုတ်ခွင့်ရှိတာတရားယုံတော်ပေါ်မှာတရားသူကြီးသတိအဆောက်ထားပြီးတော့တရားသူကြီးကသတိပဋ္ဌာန်၄ပါးအဲ့ဒီသတိပဋ္ဌာန်တရား၄ပါးဝိပဿနာအလုံးတရားကိုဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့အထုတ်ခွင့်ရှိတာလူဘဝအထုတ်ခွင့်ရှိတာပဲဘဝလူဘဝနတ်ပြည်အာမကျန်တဲ့ပြည်သားလူဘဝကနေကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့နတ်ပြည်ရောက်တော့မှအေးအေးဆေးဆေးနတ်ပြည်ရောက်တော့မှဘာလုံးမဲ့ညာလုံးမဲ့စိတ်မကူးတဲ့ပြည်သားနတ်ပြည်ရောက်ရင်ကုသိုလ်မေတ္တတယ်နတ်ပြည်ရောက်ရင်ဗာမေတ္တာနတ်ပြည်ရောက်ရင်ကုသိုလ်မေတ္တတယ်နတ်ပြည်မှာဘုန်းကြီးတို့ပြည်တဲ့ကုသိုလ်လုပ်ဖို့အခွင့်အရေးအလွန်ကိုနေပါဘုရားလုံးတော်ကြီးများပါရမီဖြည့်ရင်ပြည်တဲ့လူပြည်မှာလာဖြည့်တာဗမာလာဖြည့်တာအဲကြောင့်လူပြည်ကပါရမီဖြည့်ရအကောင်းဆုံးပဲတဲ့လူပြည်ကဘာအကောင်းဆုံးပဲနံပါတ်1ပြောမယ်ဒါနပါရမီနံပါတ်1ပါပါရမီဒါနဆိုတာလှူတာဒါနဆိုတာဘာလဲလှူတာဆိုတော့ဘုန်းကြီးတို့မြန်မာနိုင်ငံမှာကြည့်လိုက်ဘုန်းကြီးတို့ပြည်သားအလှူခံပုဂ္ဂိုလ်ရှိလားမရှိဘူးလားသံဃာတော်တွေသီလရှင်တွေဒါအလှူခံပုဂ္ဂိုလ်ဟုတ်တယ်မဟုတ်လားကဲသံဃာတော်တွေသီလရှင်တွေမရှိသည့်တိုင်နာတော်မှခွေးကိုအစာကျွေးလဲပဲခွေးဟာအလှူခံပုဂ္ဂိုလ်ပဲခွေးရပါပုဂ္ဂိုလ်အဲ့တော့ဘုန်းကြီးတို့မြန်မာဘုန်းကြီးတို့ဒီလူပြည်မှာအလှူခံပုဂ္ဂိုလ်လည်းရှိတယ်ရှိလားမရှိဘူးလားနောက်ဆုံးမွဲနေတဲ့ပုဂ္ဂိုလ်တွေဆင်းရဲနေတဲ့ပုဂ္ဂိုလ်တွေခိုးရမဲနေတဲ့တောင်သားတွေဘိုးဘွားရိတ်သားတွေမှာသွားပြီးတော့ကျွေးတာဝေးတာတွေကဒါနကောင်းမှုမဟုတ်ဘူးလားဒါနပါရမီဖြည့်တာဘာပါရမီဖြည့်တာနတ်ပြည်မှာကြတော့ပြည်တိုင်းအဲ့ဒီဒါနပါရမီလုပ်ဖို့ကအလှူခံပုဂ္ဂိုလ်လည်းမရှိဘူးတဲ့ရှိသလားဘုန်းကြီးလည်းမရှိဘူးသီလရှင်လည်းမရှိဘူးကဲဘယ်လိုသွားလုပ်မယ်ထားဘုန်းကြီးသီလရှင်မရှိဘူးနတ်အချင်းချင်းပြန်လှူမယ်ဆိုတော့လည်းပဲသူလည်းသူ့ဘုံမိမ့်မှနဲ့သူ့ပြည့်ပြည့်စုံစုံပဲနတ်ပြည်မှာနတ်ဆင်းရဲမရှိဘူးရှိသလားပဲဒါမရှိဘူးပြည့်ပြည့်စုံစုံချမ်းချမ်းသာသာကြီးပဲနတ်ပြည်မှာတူနေကြတာဆိုတော့ဒါနပါရမီလုပ်ဖို့လည်းမလွယ်ဘူးလွယ်သလားပဲဒါနောက်တစ်ခုသီလပါရမီတဲ့ဘာပါရမီတဲ့သီလပါရမီဆိုတာကဘုန်းကြီးတို့ဒီမှာဝါတွင်ကာလဘုရားဘာသာတွေဆိုရင်ဒီဝါတွင်ကာလကိုထွတ်ထွတ်မြတ်မြတ်ထားပြီးတော့ဥပုပ်မဆောက်ဘူးလားပါရမီဖြည့်တာမလုပ်တာလေနတ်ပြည်မှာဥပုပ်ဆောက်ဖို့တော့မလွယ်ဘူးတဲ့သီလပေးမဲ့ဘုန်းကြီးလည်းမရှိဘူးရှိသလား
သီလမပေးဘဲနဲ့ကိုယ့်အကိုဆောက်တည်အောင်တော့တဲ့ကိုယ့်အကိုဆောက်တည်လည်းပဲဥပုဆောက်ဖို့မလွယ်ဘူးတဲ့ဘာဖြစ်လဲဥပုကျိုးလိုက်ပဲတဲ့ဘာဖြစ်လို့ဥပုကျိုးမလို့ဆိုတော့နတ်ပြည်ကနတ်သမီးနတ်သားတွေကအလွန်လှတာတဲ့လှတဲ့လူပေါ်တဲ့နေရာဥပုဆောက်လို့မကောင်းဘူးကောင်းသလားပဲလားဒါလည်းလှတဲ့လူပဲထိုင်ကြည့်နေမှာဟုတ်တရားလည်းနှလုံးသွင်းမှာမဟုတ်တော့ဘုန်းကြီးကျောင်းလည်းသွားမှာမဟုတ်နတ်ပြည်မှာလည်းဘုန်းကြီးကျောင်းလည်းမရှိဘူးရှိသလားအဲ့တော့သီလပါရမီလည်းဖြည့်ဖို့လို့ဆိုတာနတ်ပြည်မှာမလွယ်ဘူးတဲ့နောက်တစ်ခုဝရိယပါရမီဘာပါရမီလဲဘုန်းကြီးတို့လူပြည်မှာလူတွေကဝရိယရှိတယ်ရှိလားမရှိဘူးလားမနေ့မိုးလင်း4 နာရီခွဲ5 နာရီခွဲနဲ့ဈေးတောင်ခေါင်းမတင်ပြီးတော့သုံးလောဟာကိုင်ဟာရှာဖွေရဒါဝရိယနဲ့ရှာနေကြတယ်ဘာနဲ့ရှာနေလဲဘာဖြစ်လို့လဲမပြည့်စုံလို့ပြည့်စုံအောင်ရှာရတာဟုတ်တယ်မဟုတ်လားနတ်ပြည်မှာနတ်သမီးနတ်သားတို့ဒီပြည့်စုံပြီးသားမို့လို့ဝရိယလည်းပဲလုံးစရာမလိုဘူးဝရိယလည်းပဲသူတို့မှမရှိဘူးတဲ့စားကျင်တာတော့အရှင်လေးဝိကျင်တာအရှင်လေးနေစရာအရှင်လေးဆိုတော့နတ်ပြည်ကနတ်သမီးတွေကနတ်သားတွေကဘုန်းကြီးတို့ပြေးတယ်ဝရိယပါရမီနဲ့ဖြစ်ခြင်းမှုကမလွယ်ဘူးတဲ့ဒါကြောင့်ပါရမီ10 ပါးအကုန်လုံးပြောမယ်ဆိုရင်တော့ရတယ်သို့တော့အချိန်ငဲ့ပြီးတော့ဘုန်းကြီးတို့ဒီနေ့ညပြောခဲ့တာနတ်ပြည်ကဘုန်းကြီးတို့ပြေးတိုင်းပါရမီရှိဖို့တိတ်မလွယ်ဘူးလွယ်သလားဒါကြောင့်နတ်ပြည်ရောက်သွားရင်နတ်သမီးနတ်သားတွေကကုသိုလ်မိသွားတာတဲ့ဘာမိသွားတာလဲအဲ့ဒါကုသိုလ်ကံလည်းကုန်လဲကုန်တော့မရဲရှင်းသွားဟောဘယ်ရှင်းသွားဟောလဲမရဲရှင်းသွားရောဒါကြောင့်ဘုန်းကြီးတို့ပြောတာနတ်ပြည်လည်းအရှင်မကြီးနဲ့ဟုတ်လားဒါသူကလည်းပြောတယ်မဲနတ်ပြည်မှာနတ်သမီးတစ်ဖက်400-500400-500ပါပဲလေ400-500ရှိတာပဲပါရမီဖြစ်ဖို့ကြတော့မလွယ်ဘူးလွယ်သလားဒါကြောင့်ပါရမီဖြစ်ရအကောင်းဆုံးကလူပြည်ပဲပါရမီဖြစ်ရအကောင်းဆုံးကပဲပြီလေဒါကြောင့်ကိုရောက်နေတဲ့ကိုဖြစ်လူဘဝကိုတန်ဖိုးထားရတယ်လူဘဝကိုဘာလုပ်ရလဲလူဘဝတစ်ခါရဖို့မလွယ်ဘူးပဲတဲ့ဘဝတွေအများကြီးအပေတွေမှာဆင်းရဲဒုက္ခတွေခံတိရစ္ဆာန်ဘဝတွေဖြစ်ဘုန်းကြီးတို့ဘုရားအလောင်းတော်ဇတ်တော်တွေလိုက်ကြည့်ပြီးတဲ့ဘုရားအလောင်းတော်မှာတိရစ္ဆာန်ဘဝတွေကိုအချိန်များစွာရောက်ဘူးတဲ့ဘုရားအလောင်းတော်တိရစ္ဆာန်ဘဝရောက်လားမရဘူးလားဟိုစတာဆင်မင်းနဲ့ဒါတိရစ္ဆာန်ပဲဟုတ်တယ်မဟုတ်လားငကားမင်းနဲ့ဘုန်းကြီးတို့ပြည်သာလျှောက်ပြောမယ်ဆိုမဆုံးဘူးမြောက်မင်းနဲ့သင်္သာမင်းနဲ့ဂလုံးမင်းနဲ့တရားဖြစ်ခဲ့တဲ့ဘဝတွေကတိရစ္ဆာန်ဘဝတွေကိုမြောက်များစွာရင်းပြီးကြတော့မှလူဘဝကိုရတာလူဘဝများရကျင်နိုင်ရတယ်မထင်တဲ့ပေးတိုင်းအများကြီးရင်းပေးခဲ့ပြီးတော့မှရတဲ့ဘဝနော်အဲ့ဒါလူဘဝရောက်တော့ပါရမီဖြည့်ရအကောင်းဆုံးလူဘဝကိုရောက်နေတော့မှအဲ့ဒါပါရမီဖြည့်ရဘာလို့ရမလဲပါရမီဖြည့်ကြတန်တိုင်းသမျှလူကြတန်းကြဥပုသ်တဲ့သီလဆောက်တည်ကြနောက်ဆုံးဘုန်းကြီးတို့ပြေးတယ်ဝိပဿနာလည်းအားထုတ်ဒါလည်းအားထုတ်ရဝိပဿနာအားထုတ်လို့သောတာပန်ဖြစ်မှလွတ်ရရမှာဟုတ်တယ်မို့လားဥဒုရှင်ဘဝနဲ့နေလို့ကတော့ဘုန်းကြီးတို့ပြေးတယ်လွတ်ရဆိုတာရပါမလားလွတ်ရဆိုတာဘယ်နှစ်မှမသိပဲနဲ့သန္တနာထဲမှာရှင်နေခဲ့ပြီသန္တနာထဲမှာကြာနေခဲ့ပြီတဲ့ဒါကြောင့်ဘုန်းကြီးတို့ပြေးတာပေါင်းတော်ကောင်းတို့ကမ္မထံကြီးဟူသောယုံတော်ပေါ်မှာတတိတရားသူတိရှိမှသွားလို့တရေလိုဖြစ်တဲ့ယုံနာနှစ်ပါးရဲ့တရားခံဖြစ်တဲ့ကိလေသာရဲ့တတ်သေးကဖောင်းပိန်တတ်သေးကပါတယ်လေအာနာပါနလည်းဒါတတ်သေးခေါ်တာပဲနာတိပြန်ထွက်လေဝင်လေထွက်လေဝင်လေမမှတ်ခိုင်းဘူးလားထွက်လေဝင်လေပြေးတဲ့နည်းလည်းရှိတာပဲရှိလားမရှိဘူးလားအဲ့ဒါကတတ်သေးအဲ့ဒီလိုအမှုစစ်တော့မှဟောကောင်းကတရားခံကညိတ်သွားတာဩဟုတ်သားပဲငါကငါသူတော်ဘာယောက်ျားမိန်းမငါသားငါသမီးငါပစ္စည်းထင်နေတာဩတကယ်ရှိနေတာယုံနာနှစ်ပါးပဲလို့နောက်ဆုံးကြတော့ပြေးတဲ့ယုံနာကွဲသွားတာဘာကွဲသွားတာလဲအဲ့ဒါယုံနာကွဲတဲ့ညာကစလို့နမရူပပရိစေတညာပင်ကညာဘယညာဆက်သွားပြီညာနေနောက်ဆုံးအနုလောမညာဂုတ္တရဘူးညာမဲ့ညာဘုံညာရောက်ပြီဆိုရင်လွတ်ရပြီမညာပူညာရောက်ပြီဆိုပါရပြီလေဒါကြောင့်ကာမအမောင်ကာမထောင်ကြီးထဲမှာကျိုး10မျိုးတုတ်ထားပြီးတော့ခံနေရတဲ့ဘုန်းကြီးတို့ပုထုဇဉ်သတ္တဝါတွေဟာထောင်ကထွက်ဖို့ကြိုးစားစို့ဗါလဲထောင်ကထွက်ဖို့ကြိုးစားစို့ဆိုတဲ့တရားဘုန်းကြီးတို့ဘုံ6ပါးတကယ်တရားရှင်ကိုတော်မြတ်ယံဘုဗ္ဗေတံဝိသောတေဣတိဣမံဓမ္မဒေသနာတတ္ထဇေတဝနေဝိရကံတောတန္တတိမဟာမတ္တံအာရဘကထေတိယံဘုဗ္ဗေတံဝိသောတေဣသာရှိသောဣတရားဒေသနာတော်မြတ်ကို
တထာလူနတ်တို့ဆယံဖယံမြတ်စွာကသဝတိယသဝတိခေါ်တဲ့ရှင်မြို့တော်မှာအနာထပိဋိကတအနာတပိန်ဂုံသိမ့်ပြန်မွေရှင်တထေဤအာရမေနှလုံးမွေလျော်ပျော်မရကောင်းအောင်ဆောက်လို့ရလူနတ်အသောဇေတဝေနေဇေတောခေါ်ကြောင်းတိုက်တော်မှာဝိရဏတော်ယပဒလေးလီဖြင့်မြကြီးရွှေမြုံတဲ့သုံးဆံပဲတော်မူနေတဲ့ခါကာလစီတော်ကတန်တတိမဟာမတ္တံတန်တတိလို့အမည်ရတဲ့အမတ်ချုပ်ကြီးကိုဝါဝင်ကြီးချုပ်ကြီးကိုအာရဘအကြောင်းပြုရဲ့ကတိတိကရုဏာရှိထာမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပင်တည်းဘုံတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုတော်မြတ်သာဝတိပြေမွန်းစစ်တို့ခေါ်ကြောင်းတိုက်တော်မှာယပဒလေးလီပြင်းမြတ်ကြီးရှင်ပြုံးတဲ့သုံးဆံပေတော်မူစဉ်ခါကာလသာဝတိပြည်ကြီးရဲ့ဘယင်ကကောသလမင်းနဲ့ဗာမင်းနဲ့လေအဲ့ဒီကောသလမင်းထံကိုစားတကောင်ရောက်လာတဲ့ဘယင်ကဟိုးတဲ့ဆက်ကနေဇတ်မှာသဘုံနေထကြွတောင်းကျမ်းနေပါတယ်မင်းကြီးစစ်တပ်လွတ်ပြီးတော့နေဇတ်ဒေသငြိမ်းချမ်းရေးရအောင်မင်းကြီးလွတ်ပြီးတော်မူပါနေကြားဇောက်ကတည်င်းပို့လာတော့ကောသလမင်းကဝန်ကြီးချုပ်ဇာတဲ့တော့အမတ်ချုပ်လို့ခေါ်တယ်ခြေတုံးကတော့အမတ်တဲ့ခြေတုံးကဘာခေါ်လဲမင်းသားဝဲထဲမှာအုတ်ဆောင်ကြီးတွေဆောင်းပြီးတော့ပြည်တော်ကြီးတို့ဟာကြီးတွေဆောင်းပြီးတော့လေအင်ကြီးတွေဝှက်ပြီးတော့လာအဲ့ဒါအမတ်မင်းတို့ဆိုတာကြားဖို့တယ်မဟုတ်လားဘာဖြစ်လို့အမတ်လို့ခေါ်တာလဲသိလားမသိပါဘူးသိလားမရေးသားအမတ်တဲ့ဗမာစကားပြောလိုက်အောင်မကိုတရားမိုးလင်းမရနိုင်ဘူးအမတ်တဲ့ဘာတဲ့လဲမရေးသားအမေဒီနေ့လဲသုံးပါတယ်လွတ်တော်အမတ်တဲ့ဘာအမတ်တဲ့လဲမရေးသားလွတ်တော်အမတ်တဲ့အဲ့ဒါအမတ်လောင်းနဲ့အမတ်ဘာဖြစ်လို့အမတ်လို့ခေါ်တာတော့ဆိုရင်မှတ်ထားမရေးသားရှင်မရင်ဘက်ကိုလည်းမလိုက်ဘူးတိုင်းနေပြည်သားဘက်ကိုလည်းမလိုက်ဘူးမှန်တဲ့ဘက်ကဈာတဲ့ကနေပြီးတော့မရက်တိတာမို့လို့မလို့ခေါ်အမတ်လို့ခေါ်တာဘယ်ဘက်မှမလိုက်ဖဲနဲ့အစိုးရဘက်လည်းမလိုက်ဘူးပြည်သူဘက်လည်းမလိုက်ဘူးဈာတဲ့ကနေမှန်တဲ့နေရာဈာတဲ့ကနေမရက်ထားတာဘယင်မနေလည်းမတဲ့ဘယင်ကိုပြောရင်းရပြည်သူမနေလည်းပြည်သူကိုပြောရင်းရဘယ်မှဘက်မလိုက်ပဲနဲ့ဈာတဲ့ကနေမရက်လို့အဲ့ဒီပုဂ္ဂိုလ်တွေကိုဘာလို့ခေါ်လဲအေးမရက်ပဲနဲ့ရှင်ဘယင်ဘက်ကိုရိုင်သွားရင်အဲ့ဒါအမတ်လို့မခေါ်အဲ့ဒါအလဲလို့ခေါ်တယ်ဘာလို့ခေါ်လဲအလဲလို့မှတ်တာအလဲနဲ့အနည်းနဲ့လည်း꿰ကြအောင်နော်ဆိုကြအလဲနဲ့အနည်းနဲ့မ꿰ဖြစ်နေမှဆိုလို့အမတ်ဆိုတာဘုန်းကြီးပြေးတာမှတ်တာမရက်မှအမတ်လို့ခေါ်တာဘာလို့ခေါ်တာလဲမရဖဲနဲ့ဟိုဘက်လဲဒီဘက်လဲဆိုသူ့ဘာခေါ်မလဲအလဲလို့ခေါ်တာမို့ပြည်သူဘက်ကတိုင်ပြည်သူဘက်ကိုလဲလိုက်အလဲရှင်မြေဘက်ကတိုင်ရှင်မြေဘက်ကိုလိုက်အလဲအမတ်လို့မခေါ်နဲ့ကြားလားအဲ့ဒါအမတ်နဲ့အလဲနဲ့လဲ꿰အောင်မှအဲ့ဒါအမတ်ချုပ်ကြီးဝင်ကြီးချုပ်ကြီးတန်တတိတဲ့နာမည်ကဟဲ့တန်တတိခရနေဇတ်ဒေသမှာသဘုံတကန်နေထကြွတောင်းကြနေတဲ့မောင်မင်းစစ်တပ်မှာခေါ်သွားရောက်နေဆိုတန်တတိမကြီးကရှင်းတန်းသွားပြီးတော့ရန်သူတွေနေဇတ်မှာနေတယ်တနေ့လုံးပြန်သိမ့်နိုင်သာသဝန်ကနင်းတီတော်တရားနဲ့ဆက်ချင်းပို့လိုက်တယ်အောင်မြင်ခဲ့ပါပြီနိုင်လာခဲ့ပါပြီတန်တတိအမတ်ကြီးနောက်ထပ်3ရက်နေရင်ဘယင်တတ်မတော်ကြီးနဲ့တကွာတဝတိနေပြီးတော့ဝင်လာပါတော့မယ်ဆိုတော့ကောသလမင်းကြီးကသဘောတော်ကြတော်လိုက်တာကွာဒီအမတ်ကြီးတော်တယ်ဟာဒင်းငါစုပေးအောင်မယ်ဘာစုပေးမလို့ဆိုရင်မင်းတိုင်းပြည်မှာ9ရက်ရှင်မရင်လောက်ခိုင်းမယ်တဲ့ဘယ်နှရက်လဲ9ရက်ကောသလမင်းကငါမင်းရာထူးကခဏရှင်းပေးမယ်ရှင်းပေးပြီးတော့တန်တတိအမတ်ကြီးရဲ့လက်ထဲကိုတိုင်းပြည်အာဏာ9ရက်ခဏအပ်မယ်မလုံထားတော့ဆိုတခါတည်းမြို့ကိုလေးပြီးတိုင်းတန်ရှိတွေလုံးတေရီခင်းရာဇမတေကငပြောပင်နေဆိုင်ရေပြဥရီတဲခ
ခံခံနားနားနဲ့တခါလေကောသလမင်းကြီးကရှေ့တန်းပြန်တန်တတိအမတ်ကြီးကိုကျိုးတာအဲ့ဒါရွှေနန်းတော်ရောက်လဲရောက်ကတန်တတိအမတ်ကြီးတဲ့ကောင်ကသို့တော်လတ်တော်အဖြစ်တိုင်းပြည်အာဏာ9ရက်အပ်သင်ဒီခဏကစပြီးဟောဒီရာဇဂိုမြို့ရဲ့ဘယင်တန်တတိအမတ်ကနေပြီးတော့တန်တတိဘယင်လို့မှတ်လိုက်ပါတင်ကြိုက်တာလောက်ခွင့်ရှိတယ်သင်ရဲ့လက်ထဲမှာအာဏာအပြည့်အဝငါပေးထားတယ်နောက်တစ်ခုသင်အတွက်သို့တော်လတ်တော်အဖြစ်နန်းတွင်မှာတိတ်အကကောင်းတဲ့ကားခြေသေးမလေးတယောက်ကိုလည်းပဲသင်ကလက်ဆောင်ပေးတယ်အဲ့ဒီကလေးမှလည်းတိတ်အကကောင်းတာနေရကခိုင်းဆိုပြီးတော့ဝဒလဘယင်ကဘယင်တိုင်းတန်တတိအမတ်ကို9ရက်နဲ့မင်းအာဏာအပ်ထားတယ်နောက်လက်ဆောင်အဖြစ်နန်းတွင်သူအကကောင်းတဲ့နန်းတွင်သူလေးတယောက်ကိုလက်ဆောင်ပေးလိုက်အဲ့တော့လောလောဆယ်ဆယ်မှာတန်တတိကဘယင်ဖြစ်သွားတယ်တန်တတိကဘာဖြစ်သွားလဲဘယင်ဖြစ်တော့ဘယင်သဘောတိုင်းအကုန်လုံးပေးရတာပေါ့တခါတည်းတန်တတိဘယင်ကြီးခင်ဗျာဘာလို့ချင်ပါလဲငါအရက်တောက်ရှင်နေရှိတယ်အရက်ကြီးအကုန်သွားယူသူရှိချပေးတန်တတိဘယင်ကြီးခင်ဗျာဘာလို့ရှင်မလဲငါပွဲကြည့်ခြင်းတယ်ဆိုချက်ချင်းတခါတည်းဘယင်တိုင်းရှင်းဆိုပြီးတော့ဟေ့ဘသူလားအကုန်လုံးခေါ်ပြီးတော့ရရှင်လေးပါရီထိုးအဲ့တော့ဟိုနန်းတွင်းသူကကြည်တယ်မလေးကသူကအဲ့ဒီမှာဇတ်ရှင်မတက်တက်ပြီးတော့တန်တတိမကြီးကိုနေတိုင်းချော်ပြတယ်တန်တတိဘယင်ကိုအဲ့တော့တန်တတိဘယင်ကလည်းပဲသဘောတော်ကြပြီးတော့ဘယင်တိုင်းဘာလို့လဲသုတော်တတ်တော်တွေပြီးဒီနေ့ညရွှေတကြသားပြီးနောက်နေ့ညရွှေတကြသားပြီးရှင်ဘယင်ဆိုတော့သူလှုပ်ချင်တာလှုပ်လို့ရတာဟုတ်သို့တော်ဘယင်တိုင်းမင်းအာနာက9ရက်ထဲဘယ်နှစ်ရက်ထဲအဲ့တော့ဒီ9ရက်ထဲမှာသူစိတ်ကြိုက်သူ့ကိုသူစိတ်လို့ကိုလွတ်သူတို့လှုပ်တာအဲ့တော့ခုနတော့ကဟိုပြောတဲ့အမျိုးသမီးလေးကလည်းပဲတနေ့နဲ့တနေ့တခါနဲ့ကြိုးစားပြီးတော့သူကလည်းတစ်သက်လုံးမျောလင်းထားလို့မရဘူးလေတန်တတိမကြီးက9ရက်ထဲဆိုတော့ဒီ9ရက်အတွင်းမှာပဲသူရကျင်တာရအောင်ဟောမျိုးသမီးကကြိုးစားပန်းစားနဲ့ကပ်ပြပြီးတော့ချော်ပြေတော့တန်တတိဘယင်ကြီးကသိသဘောကျတယ်ဒီမျိုးသမီးလေးကိုတော်တယ်ဒီမင်းကလေးတော်တယ်ဒီမင်းကလေးတော်တယ်တဲ့အဲ့ဒါနဲ့ဘယင်တိုင်းကြိုးတူပြောဆိုတန်တတိအမတ်ကြီး9ရက်လုံးမလုပ်တယ်သေတောက်ပွဲဆိုတာတခါတည်းအဲ့ဒီမှာသေတရက်တွေတောက်ပြီးတော့ပွဲလမ်းသဘင်ကြီးဆင်းရင်ကျင်းပါပြီးတော့ဒီလိုပဲအပျော်ပါးတွေနဲ့နေတာပြေးတာ9ရက်မြောက်တော့နေ့မှာရှင်ရဏကြီးကိုရှင်းပြီးတော့ရေချိုးဖို့လို့ရေချိုးစိတ်ကိုအသွားလမ်းထဲမှာမြတ်စွာဘုရားနဲ့တွေ့တာဘယ်သူနဲ့တွေ့ဘုံ၆ပါးနဲ့ဘုရားရှင်ကိုရောမြတ်ကလည်းပဲရာဇဂိုသဝတိမြို့တဲ့ဆောင်းကဝင်တော့အဲ့တော့ဘုန်းကြီးတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကလှမ်းကြည့်တော့ဆင်းပေါ်မှာတန်တတိအမတ်ကြီးပြည့်တဲ့ခေါင်းမတည့်နိုင်ဘူးမူးနေတာတပည့်ကလည်းတခါတည်းအရုပ်ဦးကြီးပိုက်တော့ကြမောတောင်းလိုက်ခေါင်းတည်လို့မရဘူးမူးနေတာဆင်းပေါ်မှာနောက်ကအမတ်ကြီးတယောက်ကမနေ့ထိန်းထားတယ်တန်တတိအမတ်ကြီးကိုဒီဘယင်ကြီးကိုအဲ့ဒါကိုမြင်လဲမြင်ကောဘုရားဆောင်ပါတဲ့ဘုရားရှင်ကိုတော်မြတ်ကဟိုမတန်တိမကြီးပါသူကလည်းဘုရားလှမ်းတွေ့လိုက်တယ်ဘုရားလှမ်းတွေ့တော့ဘုရားတိုင်တန်တတိဘယင်ကရှင်ဘော်ကနေဘယ်လိုလှုပ်သုံးလို့ဆိုတော့ခေါင်းလေးညှိပြတယ်တဲ့။ဘာညှိပြလဲ။အယုသိပေးတာဘာလို့တာလက်အုပ်တော့မရှိနိုင်ဘူးရှိနိုင်လား။မပြောလို့မရှိနိုင်တယ်မူးနေတာတစ်ဖက်ကလည်းပဲအရင်ဥပိုက်ထားတာလက်အုပ်မရှိနိုင်တော့မြတ်စွာဘုရားကိုတွေ့တော့ရှင်ဘော်ကနေရီဝေဝေမျက်လုံးနဲ့ဘုန်းကြီးတို့ဘုရားတိုင်ပြောပြီးတော့အဲ့ဒါမြတ်စွာဘုရားကိုခေါင်းလေးညှိပြတယ်။အရက်သမားများမူးလေယူသေးလေပဲရသမားကဘာဖြစ်ဟုတ်တယ်မူးလေယူသေးလေအမေလေးရသမားများရိုင်းနေမတင်နဲ့ဘုန်းကြီးကရသမားသိဖြစ်တာတကယ်ပြောတာတောက်တဲ့ချိန်ရှိတယ်မတောက်တဲ့ချိန်မရှိဘူးမတောက်တဲ့ချိန်ကဘုန်းကြီးဘေးချင်းတိုက်သွားတယ်တောက်တဲ့ချိန်များလေယူသေးသလားမပေးနဲ့ဘေးတိုင်းဘုန်းကြီးများတွေ့ခလန်းလန်းကလက်ဦးလေးရှိခေါင်းလေးငေါနေမှာပေါ့သူ့အနက်ကဘုန်းကြီးနှခေါင်းနဲ့လာပါဦးအနာမကဘူးကသလားမရေးသလားဘေးချင်းလည်းဝယ်မတိုက်ဘူးအဲ့ဒီချိန်ကြတော့သူကဘာသူ့ကိုယ်သူသိတယ်ငါမူးနေတယ်ငါဘုန်းကြီးနာသွားလို့မသိတော့ဘူးခန္ဓာနာကနေနေတယ်ဘုန်းကြီးများတွေ့လို့မစားလေးပိတ်လို့ဒကာကြီးဘယ်ရန်ပြန်လာလဲခေါင်းလေးနေပြန်မပြောဘူးသူအနတ်ထွက်မှလေသူ့နဲ့ပဲဘုန်းကြီးပါရောမှုမှာကိုအဲကြောင့်သူကလည်းသိတယ်ငါဘုန်းကြီးတော့အမှုမခံဘူးငါပဲမူးပေးစီပေါ့လေအရက်သမားများသိယိုသေးတာဘုန်းကြီးတို့ပြေးတယ်တကယ်မူးပြီဆိုဘုန်းကြီးနာမကဘူးခန္ဓာနာမှနေတာကြီးဘုန်းကြီးလာလို့ရင်သူတို့မဟုတ်တယ်လို့ပဲ
အဲ့တော့ဓမ္မပြောတန်တတိမကြီးကောင်းလေးငယ်ပြတော့များစွာဘုရားရှင်ကိုရောမြတ်ကပရိသတ်အဲ့ဒီမှာတန်တတိကြည့်ပြီးတော့ပြုံးနေတယ်တန်တတိကြည့်ပြီးတော့ဗာပြောပြုံးတော့ဘုရားတို့မြည်ဒီမှာပရိသတ်ပြုံးတယ်ဆိုတဲ့နေရာမှာသွားပေါ်ရုံပဲပြုံးတော့မြတ်စွာဘုရားနှခမ်းလေးဟလိုက်တော့မြတ်စွာဘုရားရဲ့သွားတော်40ဆွဲတော်4စုဘုရားရဲ့သွားတော်တွေကရောင်ကြီးတော်ထပ်တယ်ဘုရားသွားတော်တွေကဗာဖြစ်တယ်ဩဒါတရောင်ကြီးတော်ဘာရောင်ကြီးတော်လဲသဘေကျေယုံဆုံးကုန်ဗမံဝဲမြူပစိုးဖြန့်မိုးပြတံပလဲစစ်လိုရွယ်နေဖမ်းမအရှိန်ဟာစိန်လျာပုံတန်တံသွားတော်လိဒဆွဲတော်40အုံနှလုံးမွေဖြူမွေအနွယ်မျက်ဖြူတော်မြရိုးရသွဲဩဒါတဖြူစွာလွန်စင်ကျဲသွားတော်ကဆွဲတော်ကအေးတတ်တယ်ရှူသောရောင်ကြီးတော်လွတ်တယ်တဲ့သွားတော်လေးဓာဆွဲတော်40အုံနှလုံးမွေဖြူမွေအနွယ်အုံနှလုံးမွေရှင်တော်ဆိုတာဟောဒီမြေခုံးနှစ်ခုရဲ့အလဲခေါင်တဲ့တယ်ဆွဲဆန့်လို့ရှိလို့ရှိရင်အေးတတ်နှစ်ကောင်လောက်ရှိလာတယ်မွေးညင်းတော်လေးပြန်လွတ်လိုက်ရင်ပြန်ကတ်တယ်ဒါကြောင့်ဘုန်းကြီးတို့ဗုဒ္ဓရုပ်ပွားတော်တွေမှာဒီမြေခုံးတော်နှစ်ခုအလဲဘဟုတ်တဲ့တယ်မှာအကောက်ကလေးထည့်ထားတာမကြီးစရာများထည့်ထားတာအဲ့ဒါဗုဒ္ဓရဲ့အုံနှလုံးဝေရှင်တော်ခေါ်တယ်မွေးညင်းတော်တစ်ခုပဲအဲ့ဒီမွေးညင်းတော်ကအေးတဲ့ဖြူတော်ရောင်ကြီးတော်လွတ်တယ်တဲ့ဘာရောင်ကြီးတော်လွတ်လဲသွားတော်လေးဓာဆွဲတော်40အုံနှလုံးမွေးဖြူမွေးအနွယ်မျက်ဖြူတော်မြရိုးရသွဲဩဒါတဖြူစွာလွန်စင်ကျဲဘုန်းကြီးတို့မြတ်စွာဘုရားရဲ့ဖြူသောရောင်ကြီးတော်လွတ်တဲ့နေရာတနေရာရှိသေးတယ်မျက်ဖြူတော်တဲ့ဘုန်းကြီးတို့မျက်လုံးမှာအနက်နဲ့ဖြူနေမရှိဘူးလားအောက်ကခန္ဓာကအဖြူအပေါ်ကတိတ်တိတ်အလုံးလေးကမျက်နဲ့ဟုတ်တယ်မဟုတ်လားအဲ့ဒီနောက်ကမျက်ဖြူတော်ကနေပြီးလက်ခနဲ့ကြောင်ကြီးတော်ထွက်တယ်သွားတော်လေးဓာဆွဲတော်40အုံနဲ့လုံးဝင်ဖြူဝေးအနွယ်မျက်ဖြူတော်များရိုးရသွဲဩဒါထဖြူစွာလွန်စင်ကျဲသဘယ်ကျေယုံဆုံးကုန်တမ္မံဝဲပြူပစိုးဖြန့်မိုးပြတံပလဲစစ်လို့ရွယ်နေဖမ်းမအရှိန်ခါစိန်လျာပုံတန်တံစိန်တောင်ကြီးကိုနေအောင်ဖြစ်တဲ့ကောင်စိန်တွေကဖြတ်ကနေထွက်လာတယ်လို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ရဲ့ဆွဲတော်ကနေပြီးတော့သွားတော်ကနေပြီးတော့ရောင်ကြီးတော်လွတ်တယ်တဲ့ဆိုတော့ဘုရားနောက်မှာဆွမ်းခံပါလာတာအာနန္ဒာဘုရားနောက်မှာဆွမ်းခံပါလာတာဘာလို့အာနန္ဒာကဘုရားရှိရောင်ကြီးတော်ထွက်နေပါရှေ့ထွက်လာပြီ။ဩကိုတော်ပြုံးနေတာဟုတ်ရှင်းမရ။ဘာဖြစ်လို့ပြုံးတော်မူသလဲ။ပြောမှာဘုရားရှင်ကိုတော်မြတ်ကအာနန္ဒာจิตံအာနန္ဒာတန်တတိမဟာမတ္တတန်တတိအမကြီးကိုပတ္တမြည်လောဣဇေဝယနေ့ပေလျင်တပ္ပဗရဏပတိမန္တိတောအလုံးစုံသောတန်ခါဆင်းရဲလျက်ပင်မမငါဘုရားရှင်ကိုတော်မြတ်ရဲ့တန်တိကံထံတော်ဘာသို့အာကန္တဝါလာ၍စတုံပတိကဂါထာဝတ္တနေလေးပုံရှိသောဂါထာရဲ့အဆုံးမှာအရဟတံအရဟတဘောသို့ပတ္တဝါရောက်၍တတ္တတာလမတ္တိထံ90ပမာဏရှိသောအာဃာသေကောင်းတဲ့၌ပရိနိဗ္ဗာန်ယေတတိပရိနိဗ္ဗာန်ပြုလက်တံဣတိဤသို့ဘဂဝံဘုန်းတော်ချောင်းစုံအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကအဝေါစကရုဏာရှိတာမေတ္တာအားဖြင့်မိန့်ကြားတော်မူလိုက်ပါပေသတည်းจิตအာနန္ဒာဆင်းမောကပါသွားတဲ့မင်းမြောက်တက္က၅ပါးဆင်းရဲထားတဲ့တန်တတိအမတ်ကြီးကိုမင်းမြင်သလားမြင်ပါတယ်ဖေရအဲ့ဒီတန်တတိအမတ်ကြီးဒီနေ့ပဲညနေကျရင်ငါဘုရားထံကိုလာလိမ့်မယ်လာပြီးတော့ငါဘုရားထံမှာဂါထာတပုတ်နာကြားပြီးဒီဆုံးမှာယဟန္တာဖြစ်မယ်ဘာဖြစ်မယ်လဲယဟန္တာဖြစ်ပြီးချင်းကောင်းကင်ကိုပြန်တက်သွားမယ်တဲ့ဒီမင်းမြောက်တဲ့၅ပါးနဲ့ပဲကောင်းကင်ကိုပြန်တက်သွားပြီးတော့ထမ်း80နဲ့ထမ်းမဲ့80ဆင့်ထားတဲ့ပမာဏထိအောင်ကိုကောင်းကင်ပြန်တက်သွားပြီးတော့ကောင်းကင်မှာတင်မဲ့မိတွေထလောင်ပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးတေဇောဓာတ်တွေလောင်ပြီးတော့ကောင်းကင်မှာပြိဋိဘံစံမယ်သစ္စာဘုရားကဒါပြောတော့ပြောပြီးဘုရားကစေတုံးပြန်တော့ညီတော်အာနန္ဒာက
လူတွေကိုပြောတယ်ဟေးညနေကြလို့ရှိရင်အဲ့ဒီတန်တတိဘယင်ကြီးတန်တတိအမတ်ကြီးယဟန္တာဖြစ်နေပြိဋိဘံဆံလိမ့်မယ်ပြိဋိဘံဆံလိမ့်မယ်အဲ့ဒီလိုလျှောက်ပြောတော့ဘုရားပြည့်တဲ့အဲ့ဒီသတင်းကိုမိစ္ဆာဒိဋ္ဌိအယူရှိတဲ့ပုဂ္ဂိုလ်တွေကကြားတော့ဗုဒ္ဓဘာသာမဟုတ်တဲ့မိစ္ဆာဒိဋ္ဌိအယူရှိတဲ့ပုဂ္ဂိုလ်တွေကကြားတော့ဒါမဖြစ်နိုင်တဲ့ကိစ္စဒါတော့မူယူနေတာဟုတ်ဘယ်လိုလုပ်ယဟန္တာဖြစ်နိုင်မှာလဲဘုရားဘာဒီလျှောက်ပြောနေမှမသိဘူးမုဒ္ဒဝါရမြတ်စွာဘုရားကိုဆိုတော့ဘုရားလိန်ပြောတယ်မြတ်စွာဘုရားတို့မြည်ဒီမှာသဗ္ဗညုတဉာဏ်ကြီးရှိပြီးသားပိဋကဗုဒ္ဓတို့မြည်ဒီမှာဧကဝဆနစကားတစ်ခွန်းပဲပြောတယ်နှစ်ခွန်းဘုရားဘယ်တော့မှမပြောဘူးအဲ့တော့ဗုဒ္ဓကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲဟာဒီနေ့တော့ပွဲကြီးပွဲကောင်းပဲဟိညကြတော့တို့ညနေဆောင်ကြတို့ဇေတဝန်သွားကြဆိုဗုဒ္ဓဘာသာကိုမယုံကြည်တဲ့မိစ္ဆာဒိဋ္ဌိတွေကလည်းဟုတ်ချင်ဟုတ်ပေါ်ကမဟုတ်လို့ကတော့အဲ့ဒီနားမှာလေဂေါရမကိုမုဒဝါဒနဲ့ဆွဆွဲမယ်ဖယလိဖယညာဆိုပြီးတော့အဲ့ဒါဆွဆွဲမယ်လို့ဆိုပြီးတော့ဘုရားသားအုပ်စုနှစ်စုကွဲသွားတာအုပ်စုဘယ်နှစုလဲမိစ္ဆာဒိဋ္ဌိနဲ့သမာဓိဋ္ဌိအုပ်စုနှစ်စုကွဲသွားတာဗုဒ္ဓကြည်ညိုတဲ့ပုဂ္ဂိုလ်နဲ့ဗုဒ္ဓမကြည်ညိုတဲ့ပုဂ္ဂိုလ်နှစ်ခုကွဲသွားတဲ့အခါကျတော့ညနေကျသွားမယ်ပေါ့သုထာကုန်ပြီညနေကျရင်ဇေတဝန်သွားမယ်အေးလားမဟုတ်ဘုရားတော့ဆွဆွဲမှာမုဒ္ဒဝါဒနဲ့ဟိုကလည်းလာပွဲကြီးပွဲကောင်းမယ်လူဝိလူသားနဲ့ယဟန္တာဖြစ်နေပြိဋိဘံဆန္ဒတို့တော့ခါမှတွေ့ဥပါဘူးဟဲ့ဒါပြိဋိဘံဆံပွဲကြီးတွေ့ရတော့မယ်ဟေးညီတို့ညနေကျအစင်းနဲ့လှုပ်တာတော့ဇေတဝန်သွားမယ်အေးဒီဘက်ကတောင်းစုကလည်းပြင်းညဆင်းညအဲ့ဒီလိုနဲ့ဘုရားတိုင်တန်တတိအမတ်ကြီးတနေ့လို့ရေချိုးစိတ်မှရေစင်ချိုးလိုက်အရဲတောင်းလိုက်ရေစင်ချိုးလိုက်အရဲတောင်းလိုက်အဲ့ဒီလိုလုပ်ပြီးတော့ဥယျာဉ်နဲ့ရောက်တဲ့အခါကျတော့ဟေးညနေဆောင်လောက်ရှိပြီထင်တယ်ဟေးဟိုငါကောသလမင်းကြီးကြီးကလက်ဆောင်ရတဲ့ကလေးမလေးဘာမှလည်းနန်းတွင်းသူလေးရှိပါတယ်ရရှင်မောတင်လိုက်တော့ကခိုင်းဒီနေ့ကနောက်ဆုံးနေ့အဲ့တော့ထိုကကြည်တယ်မလေးကလည်းဘေးတိုင်းသူကလည်းနေ့တိုင်းကတဲ့လူကဝါလို့ရှိရင်ခုံနာတို့ပြန်နာတို့ဒီလိုဒုနေပါတယ်ထိုးလို့မြေကြီးထဲမှာဇတ်တယ်မှာလှိတ်တာလူတာကဒီဝါဝါကြီးဗိုက်ဆွဲကြီးနဲ့ဆိုလို့ရှိရင်ဒါကလို့သိဆိုမပြေဘူးအဲ့တော့သူကဘာလို့တော့ဆိုတဲ့ကတော့ပိန်ပါပေါ့ပါလေးဒုက္ခနာကိုသူကဒီနေ့ခေါ်ရင်တော့ကိုယ်ခန္ဓာကိုကိုယ်ဘော်ဒီကိုထိန်းထားတာကိုထိန်းရင်းနဲ့ပြေးတိုင်းသူကဒီ9ရက်တည်းမှာညနေစာမစားဘူးလေ9ရက်တည်းမှာဘာဖြစ်လဲပိန်ကျင်လို့ဘာဖြစ်ကျင်လို့လဲပိန်ကျင်တဲ့လူတွေကညနေစာစားလားမစားဘူးညနေစာမစားဘူးအဲ့ဒါသူ့ဘော်ဒီဝိတ်သူ့ဟာသူထိန်းနေအဲ့တော့9ရက်ဒီညနေစာမစားပဲနဲ့နေတော့မနက်စာစားလည်းပဲနည်းနည်းလေးခွက်ချက်လေးနဲ့ပဲစားတယ်အဲ့တော့9ရက်မြောက်တဲ့နေ့မှာအားတော်နည်းနေပြီလို့ဆိုဒီနေ့ကနောက်ဆုံးမဲ့တာကျိုးသားပန်းသားကားရင်ရွှေငါးချက်သားလည်းရနိုင်တယ်30သားလည်းရနိုင်တယ်သူကနောက်ဆုံးနေ့ဆိုတော့မင်းအာနာကုန်ပြီအဲ့ဒါနဲ့အဲ့ဒီမျိုးသမီးလေးဟာပြေးတိုက်သူ့ကိုယ်သူပိန်ပါးလေးဖြစ်အောင်မို့ဒီနေ့ခေတ်ပြောတော့ပါတယ်မော်ဒယ်ဂျဲဆိုလားပါဆိုလားဟုတ်လားပိန်မလှတယ်တဲ့ဘာတယ်လဲပြေးတိုက်ကြားဖို့ပါဘူးဗျာဝါလို့လှလို့ဟုတ်တယ်မို့လားပိန်လို့လိန်လို့ဘာတယ်လဲပြေးတိုက်ဒါပဲရှိတယ်များပိန်ရင်လှတယ်တဲ့ညနေသာမစားဘူးတဲ့အေးညနေသာမစားတဲ့မော်ဒယ်ကမပိန်လို့ဘလို့သေမတော့ကြည့်မလာလိမ့်မယ်သားတယ်မှာအဲ့ဒါတကားတဲ့ဇတ်စင်မော်တက်ပြီးတော့ဘယင်းသားရဲ့ကလည်းကရောသာထိုကကြီးတဲ့မှလေးသည်တဲ့တန်ခင်ကြီးနေဝထောကနာ၌သာလျင်တန်ခင်ကြီးဝထောကနာ၌သာလျင်မုခေနစေဝခံတွင်ဖြင့်၎င်းအခီဟိစာမျက်စိတို့ဖြင့်၎င်းဝိဝေတိပွင့်ခြင်းတို့ဖြင့်ကာလမကသည်သေခဲ့လေပြီတဲ့ဇာရှင်ဝတ်တဲပြီးတော့တခြင်းတစ်ပိုင်းဆိုပြီးတော့တစ်ခေါက်တည်းကလိုက်ရတယ်ဘုရားအဲ့မှာထိုးပြီးတော့မူးတယ်ဆိုပြီးတော့လဲသွားတာဇာရှင်ပေါ်မှာတစ်အဲ့ဒီကကြည်တယ်မှလေးသေသွားတယ်တဲ့ဘယ်လိုသေသွားတော့ဆိုလို့ရှိရင်ပါးစပ်ကလည်းဖွင့်ရတဲ့မျက်စိကလည်းမပိတ်ဘူးပါးစပ်ဟောင်းလောင်းမျက်စိပွင့်ရကြီးနဲ့ဘာလို့အယုတ်ဆိုးလို့ဆိုတာဒီသေသွားတယ်နှလုံးမိတ်မသွားဘူးနှလုံးကြီးပြိုးပြီးတော့ဗလာကြီးဟာပြီးတော့ပြစ်လဲကြသွားတော့သူအမတန်ချင်းမြတ်နိုးလို့ဆုလတ်တော်ရတာတဲ့ထိုကလေးမလေးလဲသွားတာမြင်လဲမြင်ရောဒီကနေပြီးတော့ဘုရားတိုက်တန်တတိအမကြီးကဟဲ့အမောင်တို့သွားစမ်းဘာဖြစ်တော့သွားကြည့်စမ်းဆိုတော့ဇာတ်စံဝတ်တက်သွားပြီးတော့နှာခေါင်း
Đắc lên này lấy số lá thao chỉ đó mà chỉ đó giá thì ông có lắc cả cái tê vi anh đi mà chịu thôi nhớ cho mình đi bán xí lô ấy đi lô tê đó đã đâu rồi anh có câu sĩ à hoàn toàn này ta chắc cả hoàn toàn đáng nghe nên tụi nó lên tụi đi tụi muốn thay à thay thay đây à mình ta năn lòng con ta cô cái này đâu à khơi à mà đi toán đi đi đấy giờ cái đi lô biểu đó đồ biểu đó biểu đó năn lòng một lì sai đó cái cô lì sai đó năn lòng một lì bết lì sai đó năn lòng mà nhảy cái này năn lòng ăn lâu sao vậy đó cái gì mà tê đoan cái gì đó mấy đứa bây giờ bao giờ không nó tan để đi ăn mà chi à đi cái gì để mà lấy tê mi lấy số có vậy là quá to cái nào chỉ có đó số yên 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 à bình bù đó này sẽ ăn thì bị để cái này quá cho cái này ta lấy ăn ta số tan để đi ăn mà chi à ta ra hàng con này bao lâu ta ra hàng con này bao lâu bị ta tu ra tao tha đó ai chết đâu đi tất cả ba lê ô bê mù này út tất cả phê nữ ya cha đó gì bao cái đồ bà lê phê hàng công nhiên đồ agama tí giáo lê bi con đi ba lô mù này để mù ra mà ta đi mà chi à vậy thế tê bi lê số chắc chắn mà bà lô chết quan luôn đi mù bà biểu qua đây bà biểu qua đây này con này ba lô tao ra này ai thế à về giáo công mà đi u đấy đó cái gì ai sốc chúa sẽ ai mà sẽ qua tôi xem mà đấy nhìn lại à tôi này con này đây này tôi đuổi ra thì cái mà lấy à thì cái gì để mà lấy à thì nó đi biếng đây này như thế đó ăn oi đó to cả là ăn sẽ đó thì cái mà lấy để cái này sau này bà bị đó tham gia đó tôi mới đi mà thâu nhìn tôi đấy qua đi thế trên đây làm nhà lại đó thế trên đây làm nhà lại đó thế trên đây à cho nào về đi đi lo nhà lo mà biểu đạt gì thôi thì mình mà chuyện cái mình nhất định là để bỏ chuyện ta mình chắc biết rồi tất cả mình đi lâu nó tu sinh ra đến đi tất cả abu beru yulo cái ba mày mình cái nga lần này mà nhà xóa bây giờ này tôi đây ấy nhà xóa bây giờ đi ra đây nga tất cả của những mình này đi về thế ấy rồi nhà xóa bây giờ chỉ đó mua đấy chế độ cháu nó về toán về số bị đó bây giờ đây ta để đi mà chỉ chế độ cháu nó của thoát là đó nấu bà bây giờ ta để ra lấy về bây giờ họ đã mà mình thế này ta để đi mà chỉ chế độ toán đấy này mấy ta để đi yêu sĩ để bốc hồi ra lấy về ta để đi mà chỉ đó chế độ toán bị bắt phải mà lấy chỉ trả để đó bố câu ngày mấy tiền để mà là mua ra mà cái chỉ trả để đó bố này mấy ta để đi yêu sĩ để bốc hồi ra nấu cả lại toán bố trong ban thế cái bây giờ chỉ có nó miệt than nó yêu đó mà ta để đi mà chỉ cả ban đi bố nó chỉ đó mua đó miệt xóa bây giờ mấy bây giờ để bị đó ai hóa rùa bố ít đó bố xí đó đó có số những số này đó cái gì ông bà nó sẽ bảo bị bây giờ đang số đó cả của mấy bây giờ để bị đó đâu mấy gì bây giờ đâu gì này bà mấy đâu những cái gì nhưng mà tất khi tất cả ta này nhà của là đang ít đi ta đâu mà thôi chào cái đó bây giờ để bị đó thì sẽ bây giờ chăn nó máu đó giàu là gì mình sẽ bảo để bây giờ mấy bây giờ để bị đó ít đi ta nó cố quay ăn đi họ ra sẽ bảo cô lo ít đi đó áo sa chuyện đó cha áo cao ra mà tôi lấy áo ra lại bà bê đó đi có thể làm mấy nhỉ là sao áp chế số đó áp chế tùy theo để cái gì để mà lấy vì đó này phải con này đại này tuổi là mà mình lấy về biểu cái này tùy với nó là tuổi là vì đó tất cả đều phải lấy ra phải vì đó đi tất cả của sẽ phải nhảy cái đó mà phải lúc miếng xóa miếng xin của nó miếng của sáu đó mà bốn sáu ban từng ngày miếng xin của nó miếng cái sát tu và mâu đề tu salam mà gì mấy tỷ lô mua cái nhà để miếng gì ta tỷ lô mua cái nhà để miếng gì mấy nhà tỷ lô mua cái nhà để miếng gì chỉ tu khi nó để tỷ lô mua cái nhà để miếng gì thì bảoว่าmiếng xóa sụt tham này rồi sát tu và mâu đề tu salam này tâm âu đà lấy riêng gì cả nêu mẹ để mà chỉ mua cái nhà để miếng gì cả tâm âu đà lấy riêng mà cả miếng bị mà chỉ miếng gì dây mà
ဘာသိမ်းပါတယ်လေမြဲရင်သိမ်းပါလို့ဆိုပြီးတော့ဘုန်း၆ပါးတကယ်ဘုရားရှင်ကိုရောမြတ်ကယံပုပ္ပိတံဝီသောသေဟိပိစ္ဆာတိမဟုကိစ္စနံမိစေစေနောဂဟိတတိဥပသံတောသရိတတိဘောအမေသံဩသန္တတိအမကြီးပုပ္ပေရှိကာလ၌ယံကိစ္စနံအကျင့်ကိလေသာဒီဟုသောဆိုရင်ကြောင်းကြခြင်းသည်အတ္တိရှိ၏တံကိစ္စနံထိုကိလေသာဒီဟုသောဆိုရင်ကြောင်းကြခြင်းကိုဝိသောတေဟိသုတ်တယ်မှာတော့လောတေတေအပိစ္ဆာနောက်ကာလ၌ကိစ္စနံကိလေသာဒီဟုသောဆိုရင်ကြောင်းကြခြင်းကိုမအောက်ဟုမဖြစ်ပါစေရတော့မေဇေပိစုံမဘဝ၌စေနောခေတတိရှုမှတ်မှုတတိတရားဖြင့်ကိလေသာတိဟုသောဇောရင်ကြောင်းကြခြင်းကိုအကယ်၍မဆွဲလန်းမည်ဖြစ်အောင်ဥပသံတော်ငြိမ့်မိသောကိလေသာရှိသည်ဖြင့်ဝါကိုစိတ်နှပါငြိမ့်ချမ်းသည်ဖြစ်၍စရိတတိသွားရလက်တံဣတိဣသောဘဂဝံဘုံ၆ပါးသခင်ဘုရားရှင်ကိုရောမြတ်ကအဝါစကရုဏာရှိတာမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်းဘုန်း၆ပါးတကယ်ဘုရားရှင်ကိုရောမြတ်ကတက္ကတော်မင်းကြီးတက္ကတော်အမတ်ကြီးအတိတ်ကဖြစ်ခဲ့တာတွေလည်းပြန်မတွေးနဲ့တော့အနာဂတ်မဖြစ်ပေါ်လာတာတွေကိုလည်းတွေးပြီးတော့ဆိုရင်သောကတွေဖြစ်မနေနဲ့တော့အတိတ်ဟာအတိတ်မှာထားအတိတ်ဟာပါလေပိဿုပန်တိုင်းပါလားအနာကမပေါ်လာသေးတယ်လေလျှောက်ပြီးတော့သွေးပြီးပိဿုပန်တဲ့တဲ့ရှုမှတ်မှုသတိပဋ္ဌာန်တရားဖြင့်ရှုမှတ်နိုင်ရင်ကိလေသာတွေငြိမ်းတယ်ကိလေသာငြိမ်းရင်သင်္ဘဝလည်းငြိမ်းချမ်းတယ်ဘုရားရှင်ကိုရောမြတ်ဒီတရားဒေသနာတော်ဟောကာထာပရိယောသတိဘုရားရှင်ကိုရောမြတ်ဟောကြားတော်မူတဲ့ဒေသနာတော်ဆုံးမှာသန္တတိမဟာမတ္တောသန္တတိအမတ်ကြီးသည်အရဟတံကိလေသာအသောကွာလျောကုန်ခဏယဟနာဖြစ်သောပါပုဏိကောင်းစွာမသွေရောက်တော်မူခဲ့ပါပေမည်တကားလူဝိလူသားနဲ့ယဟနာဖြစ်သွားပြီတဲ့ဝတ်ထားတဲ့အဝတ်ကလူဝိရတဲ့ဉာဏ်ကအရဟတမအရဟတဖို့ဉာဏ်နဲ့အဝတ်မလိုက်ဘူးအဝတ်ပြောင်းရင်ပြောင်းအဝတ်ပြောင်းဆိုတာသင်္ကန်းဝတ်ရတယ်ဘာဝတ်ရလဲပြိဿဒါကြောင့်သင်္ကန်းကိုအရဟတဇဆိုတာအဲ့ဒါပဲသင်္ကန်းကသိမွန်မြတ်တာအရဟတဇဆိုတာအဲ့ဒါပဲအရဟတဖို့ရဲ့အောင်လံတကွန်အဲ့တော့တန်တရီမကြီးကသူ့ရဲ့တက်တန်းသူစဉ်းစားကြည့်တယ်မသင်္ကန်းဝတ်ရအောင်လည်းပဲတက်တန်းဘယ်လောက်ရှိအခုပြိဋိဘံဆံပေးရတော့မယ်အဲ့တော့ခုပြိဋိဘံဆံပေးရမယ်ဆိုသိလဲသိပါဘုရားတိုင်းအဲ့ဒါမြတ်စွာဘုရားကိုလျှောက်တဲ့ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်ပြိဋိဘံဆံပါစေတော့ဘုရားဆံရပါစေတော့ဘုရားဆံပါတော့မယ်ဘုရားမြတ်စွာဘုရားကကိုယ်ပိဿကိုသိဘုရားကပြိဋိဘံဆံလို့လည်းမမြောဘူးမဆံလို့လည်းမတောင်းကိုယ်ပိဿကိုသိပြိဋိဘံဆံတော့လို့ဖွင့်ပေးလိုက်ရင်မိစ္ဆာတိတိကဘာပြောမလဲဘုရားကသိခြင်းကိုအားပေးတယ်ပြိဋိဘံမဆံနိုင်ဘူးလို့တားထားပြန်ရင်လည်းဘုရားဒီသိခြင်းကိုတားထားတယ်ဝိတ္တုခရှိအောင်ထားတယ်ဒီလိုတွေအစွန်းမလွတ်တဲ့စကားတွေပြောမှကြောက်ပြောမှမြင်လို့တောက်လို့မဟုတ်ဘူးမြတ်စွာဘုရားကကဲတန်တရီမကြီးသင်္ကိစ္စသင်သည်သို့တော်ကွယ်မင်းပရိနိဗ္ဗာန်မဆံခင်မှာမိစ္ဆာဒိဋ္ဌိတွေကိုသမာဓိဋ္ဌိတွေကိုဒီနေရာရောက်နေကြတယ်အဲ့တော့သူတို့တန်တရားတွေအလုံးရှင်းသွားအောင်ဘုံဆောင်မတည်းဘုရားရှင်ကိုရောမြတ်ကမဟာမတ္တာတန်တရီအမကြီးတရားသင်သည်ကတကမ္မမိမိလုပ်ရမယ်ကတကမ္မမိမိပြုခဲ့တဲ့ကံကိုမယံငါဘုရားရှင်ကိုရောမြတ်ကထေတိဟောကြားတော်မူပါလောဣတိဤသို့ကထေတောသဟောရင်လည်းပဲဘူမိယမြေ၌တည်တော်ယတ္တိလည်းရဲ့အကထေတောဝမဟောမူ၍တတ္တတလမတေထံ80ပမနာရှိသောအာဂတိကောင်းကင်၌တည်တော်ယတ္တိလည်းရဲ့ကထေဟိဟောကြားတော်မူပါတော့လောဘဂဝါဘုန်းတော်၆စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝါစာကရုဏာရှိတာမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါမေတည်း
မင်းပြိဋိဘမဆံကြီးမင်းအကြောင်းလေးနည်းနည်းပြောသွားပါလားကွာဘုရားကမင်းဘယ်လိုကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တယ်ဆိုတာအဲ့တော့မင်းတရားမင်းပြန်ဟောမယ်ဆိုရင်ဒီမှာတော့မဟောပါနဲ့ကောင်းကင်ကိုပြန်တက်သွားပါလေဘယ်ပြန်ခိုင်းလဲထမ်းမေ80ပမာဏရှိတော့အမြင့်ရှိတော့ကောင်းကင်ပြန်တက်ပြီးတော့အဲ့ဒီကောင်းကင်ကနေငါဘုရားကိုတရားပြန်ဟောစမ်းပါတဲ့အဲ့ဒါနဲ့ဘုရားတိုင်တို့ပြောဆိုတန်တတိအမတ်ကြီးတွေများစွာဘုရားကိုရုပ်သိစွာရှ िख ောပြီးတော့ဘုရားတိုင်ကောင်းကင်ပြန်တက်သွားတာယဟန္တာဖြစ်သွားတော့ဇံရသွားတော့ကောင်းကင်ပြန်ပြီးတော့ထမ်းတစ်ဆင့်ပြန်သွားလိုက်ပြန်ဆင်းလာလိုက်ဘုရားရှ िख ောလိုက်နောက်တစ်ခါပြန်တက်သွားလိုက်ထမ်းမေ20ပေလေးတလောက်ဖြစ်သွားပြီပြန်ဆင်းလာလိုက်ဘုရားဥတိုက်လိုက်နောက်တစ်ခါထမ်းမေ10ပေ60လောက်ဖြစ်သွားပြီပေ60ကနေပြန်ဆင်းလာလိုက်ဘုရားရှိတော်ဥတိုက်လိုက်နောက်တစ်ခါထပ်တက်သွားလိုက်ပေ80လောက်ဖြစ်သွားပြီအဲ့ဒီလိုနဲ့ဘုရားတိုင်ပေ140လောက်ပမာဏရှိတော့ကောင်းကင်မှာတမလင်ဘွဲ့ကိုထိုင်နေပြီးတော့မှအဲ့ဒါသူ့ရဲ့ဘဝဆက်ကြောင်းကိုပြန်ပြောပြတာ60ကဘာချက်ဝိပတိများစွာဘုရားပွင့်တော်မူစဉ်ကာလကဗန္ဓုမတိနေပြည်တော်ကြီးမှာဘုရားတပည့်တော်ဟာအမျိုးကောင်းသားတယောက်ဖြစ်ခဲ့ပါတယ်ဘုရားအဲ့တော့ဘုရားတပည့်တော်အဲ့ဒီဘဝကဘာလို့တုံးဆိုလို့ရှိရင်ကုသိုလ်ရမယ်အလုပ်ကိုပဲလုပ်မယ်လူဘဝရခဲ့တယ်လူဘဝရနေတော့ရောက်နေရနေတဲ့လူဘဝရဲ့တန်ဖိုးငါအသုံးချသွားမယ်တန်ဖိုးရှိအောင်အသုံးချသွားမယ်ဆိုပြီးတော့ဘုရားတပည့်တော်ဒီကုသိုလ်လုပ်ရမယ်အလုပ်ကုသိုလ်များများရမယ်အလုပ်ကိုလုပ်ပါဘာလို့လုပ်တော့ဆိုရင်ဓမ္မဘောဓကတရားကျွေးကြော်တဲ့အလုပ်ဒီနေ့ခေတ်ပြောရင်နိဗ္ဗာန်ဆိုအလုပ်ဘာလို့လဲဘုရားဥဘောတထံသမာဓိယထဒါနံဒေထသီလံရကထဓမ္မံတုနာထသူပြောခဲ့တဲ့စကားတွေကိုဥပုံနေဆိုရင်လည်းပဲဒီနေ့ဥပုံနေပါခင်ဗျာဥပုံဆောင်တည်ဖို့တော့ချိန်ကြပါပြီဥပုံဆောင်တည်ကြပါခင်ဗျာလိုက်ပြီးတော့ကြွေးကြော်တယ်ဒါနံဒေထအလူတန်းပေးတော်မူကြပါခင်ဗျာသီလံရကထသီလဆောင်တည်ကြပါခင်ဗျာဓမ္မံတုနာထတရားပွဲကြီးဆင်ကျင့်ပနေပါနဲ့ခင်ဗျာတရားနာတော်မူကြပါခင်ဗျာအဲ့ဒီလိုနိဗ္ဗာန်ဆောပေးတဲ့ဓမ္မဘောဓကလုပ်ငန်းကိုလုပ်ခဲ့ပါတယ်တဲ့ဘာမှလည်းအရင်ကြီးလည်းစိုက်ထုတ်เสียမလိုဘူးအဲ့ဒါဗန္ဓုမဏိနေပြီးတော့တဲ့သွားပြီးတော့နိဗ္ဗာန်ဆိုအလုပ်ကိုလုပ်တယ်တဲ့အဲ့တော့တနေ့မှဘိဓုပိသပေါင်းတော်ကောင်းတို့ဗန္ဓုမမင်းကြီးကနန်းတော်ဘေးဖတ်ချလဲသူអော်သွားတာကိုနိဗ္ဗာန်တော်လုပ်ပြီးတော့អော်သွားတဲ့အခါကျတော့ဗန္ဓုမမင်းကြီးကကြားတော့ဟဲ့ကိုကောင်ဘာတွေချောင်းအောင်နေတာကောက်ခေါ်တာတော့ခေါ်တယ်မင်းဘာလုပ်လဲပြောကျွန်တော်ဗန္ဓုမတိနေပြီးရောကြီးအတွင်းမှာလူတွေဥပုသ်ဆောက်တည်ဖို့လို့ဒါနကုသိုလ်ကောင်းမှုလုပ်ဖို့လို့တရားနာဖို့လို့ကျွန်တော်လိုက်လံပြီးတော့ကြွေးကြော်ပါတယ်နှိုးဆော်ပါတယ်ခင်ဗျာဩမင်းဘာနဲ့သွားလဲဒီဗန္ဓုမတိနေပြီးတော့ကြီးကအကျယ်ကြီးပဲကျွန်တော်ဒီတိုင်းပဲကုန်းချောင်းခရီးခြေရင်ခရီးသွားပါတယ်ခင်ဗျာမင်းဒီမြို့ကြီးကိုသွားတော့ဒီလောက်အကျယ်ကြီးပဲအဲ့တော့ဓမ္မမင်းကိုငါဆုတော်လတ်တော်အနေနဲ့မင်းလုပ်ငန်းငါသဘောကျလို့ပါတဲ့မင်းကိုငါမြင်းတစ်ကောင်ပေးမယ်တဲ့ဗန္ဓုမမင်းကြီးကနိဗ္ဗာန်ဆိုလုပ်ဖို့လို့မြင်းတစ်ကောင်ပေးတယ်အဲ့ဒီမြင်းကြီးစီပြီးမြို့တဲ့ဆောက်အော်တရားနာလိုက်ပြီးဥပုသ်ဆောက်ပြီးဖို့လိုက်တိုက်တော့နောက်တဲ့ခါကျတော့မြေတိုင်သဘောကျတာနဲ့ဟဲ့ကောင်ခေါ်လာကမင်းအဲ့ဒီမြင်းသားကရော့မြင်းလေးကောင်ကတဲ့မြင်းရထားမြင်းလဲဟိုတုန်းကတော့မြင်းရထားလို့ခေါ်တာမြင်းလေးကောင်ပါတယ်ရှိပါဘုန်းကြီးတို့ဘုရားမြင်းလေးကမြင်းတစ်ကောင်နဲ့ဟိုမှာမြင်းလေးကောင်ကတာရထားလှမှလာတခါကြာကြာနာဆင်ရတဲ့ရထားတစ်စီးပေးအဲ့ဒါမြင်းရထားနဲ့သွားလိုက်အောင်နောက်မကြခင်မှာဘယေသားကြီးမလို့တုံးဆိုတဲ့အခါကျတော့ကာကျိုးတန်းစာဆင်လာတော့ဆင်ရဏကြီးကိုပေးတယ်တဲ့နိဗ္ဗာန်ဆိုလှုပ်တဲ့ကုသိုလ်နမတေဘေးတိုင်းမြင်းတစ်ကောင်နောက်မြင်းလေးကောင်နဲ့ရထားနောက်ဆုံးဆင်ရဏကြီးပါရတယ်ကာကျိုးတရားတွေဆင်လာတဲ့ဆင်ကြီးပေါ်နေမိမကြီးထိုင်ပြီးတော့အဲ့ဒါမျိုးတဲ့နိဗ္ဗာန်ဆိုလိုက်អော်တာအဲ့ဒီလုပ်ငန်းကိုဘယ်လောက်လုပ်ကြလဲအနှစ်8000နဲ့ဘယ်လောက်လုပ်ကြလဲဘယေသားဓမ္မဘောဓကတရားကျွေးကြော်တဲ့အလုပ်ကိုအနှစ်8000လုပ်ခဲ့တယ်အဲ့ဒီကောင်းမှုကြောင့်ခန္ဓာကိုယ်မှစန္ဒကုဏတာထွက်တယ်တဲ့တဏ္ဍရိအမကြီးနာသွားလို့ရှိရင်ခန္ဓာကိုယ်နဲ့ဖြစ်သွားနတရှုနဲ့လေးရဘာမှရုပ်ဝေးသုံးတာမဟုတ်ဘူးသူခန္ဓာကိုယ်ကအနံ့ကိုစန္ဒကုဏတာနဲ့ထွက်တယ်ဗဇဟလိုက်ဗဇကကြံညိုမှညနဲ့ထွက်တယ်ဣတိဤသို့
အတ္တနောမိမိရဲ့ပုဗ္ဗကံမရှိကောင်းမှုကိုတထေတဝါဟောပြောပြီး၍အာဃာတိကောင်းငင်မှာနိသိဏောဝထိုင်နေလျက်ပင်လျက်တေဇောဓာတုံတေဇောကတိုင်းလျက်အာယုရှိသောဇံကိုလိသမပိစိတဝါဝင်သား၍ပရိနိဗ္ဗာန်ပရိနိဗ္ဗာန်ဝေဆံချုပ်နေဘဝသာသိမ့်တော်မူခဲ့ပါပြီတတိရိခန္ဓာကိုယ်၌ဇာလာမိလျံတို့သည်ဥဒ္ဒဟိတဝါထား၍မန္တလောဟိတံသန္တတိယဟနာရှင်သူများကြီးရဲ့အသားတွေအသွေးတွေကိုဇာပေသေးလောင်ကျွမ်းစေလေပြီသူဝဏပုဗ္ဗန္တိဝိယရွှေရောင်ဆင်းရှိသောပန်းကဲ့သို့သောဓာတုယောဓာတ်တော်တို့သည်အဝသေးသိမ့်သူကောင်းကင်ကနေကြတော်မူကြလေကုန်ပြီတကားတရားခံလဲဆုံးသွားကိုဘေးတတ်တယ်ကောင်းငင်မှာတမလီခွေထိုင်ရက်ကနေတေဇောကတိုင်းဝင်စားလိုက်တဲ့ငါခန္ဓာကိုမိလောင်ပါသေးသတည်းခန္ဓာကိုပြောင်းမိတွေထားလို့လူတွေအောက်ကနေကြည့်နေဟာဘာဖြစ်တာတော့မိလဲလောင်ပြီးတော့မိသားတွေလည်းအောက်ကိုလည်းကြလာတော့ပြီသူဝဏပုဗ္ဗန္တိဝိယရွှေရောင်အရှင်းရှိသောပန်းကဲ့သို့ဓာတ်တော်တွေကြလာတာဒါတွေကြလာတာဓာတ်တော်တွေကြလာတော့မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကဒကာကြီးတယောက်ဟဲ့ဒကာကြီးဖေနှစ်ပစိုးနဲ့အဲ့ဒီကြတဲ့ဓာတ်တော်တွေထိုးခံလိုက်စမ်းဆိုတော့မှဒကာကြီးကအဲ့ဒါပစိုးလေးဖြန့်ပြီးတော့ထိုးခံလိုက်တော့မြေကြီးပေါ်မကြတော့ပဲနဲ့ဟိုကတန်တတိမကြီးရဲ့ဓာတ်တော်တွေကပစိုးထဲမှာဓာတ်တော်တွေပါလာတော့မှမြတ်စွာဘုရားကတဲ့သပိတ်တော်နဲ့လာထည့်စမ်းဆိုပြီးတော့အဲ့ဒါသပိတ်တော်တွေထည့်အဲ့ဒီဓာတ်တော်တွေကိုမြတ်စွာဘုရားကယူပြီးတော့ပြည့်တဲ့လူတွေပူဇော်ဖို့ဆိုပြီးတော့ကိုင်းစေတီတက်လိုက်တာဓာတ်တော်ကိုသာဗနာထားတော့အဲ့ဒီစေတီကိုတန်တတိစေတီတဲ့ဘာစေတီတဲ့တန်တတိစေတီသွားတည်ကြဆိုပြီးတော့အဲ့ဒါမြတ်စွာဘုရားကသပိတ်ကောဓာတ်တော်တွေကိုပေးလိုက်တော့ယူသွားပြီးတော့လူတွေသွားတယ်တာဘုရားဘာသာတွေကသမာဓိရှိမိစ္ဆာဒိဋ္ဌိတွေလည်းအဲ့တော့မှသဘောပေါက်သွားတယ်မြတ်စွာဘုရားဟောတာတမန်တာပဲအဲ့ဒါနဲ့ညကြတော့ဇေတဝန်မှာတရားဝဲရှိတော့ဘုရားတရားဟောမကြွခင်မှာတရားနာမလို့စောင့်နေတဲ့သံဃာတော်တွေကတိုးနဲ့ပြောကိုတော်ကြီးညနေရအဖြစ်ပြက်ကအဆန်းသာကိုတော်တဲ့ဆန်းသာမဆန်းသာတာကိုမျက်စိရှိကိုမြင်ရတာပဲအဲ့တော့တပည့်တော်စဉ်းစားနေတယ်ဘယ်လိုစဉ်းစားလဲအဲ့ဒီတန်တတိအမတ်ကြီးကိုဘယ်လိုခေါ်မလဲသူ့ကိုယဟန်လို့ခေါ်မလားသမဏဗျမဏသူ့ဘယ်လိုခေါ်ရင်ကောင်းမလဲဟိုကတော့ယဟန်လို့ခေါ်ဖို့ကွာဟိုကတော့အထက်ကကွာမယဟန်မလားကွာယဟန်ဆိုတာဘုန်းကြီးဆိုတာသင်္ကန်းဝတ်မှာဘုန်းကြီးယဟန်ခေါ်တာသူသင်္ကန်းမှာဝတ်မသွားပဲနဲ့မင်းမြောက်တဲ့သား၅ပါးနဲ့ခန္ဓာကိုယ်မိထလောင်ပြီးတော့ပြိဋိဘံဆံသွားတာပဲကွာအဲ့ဒါလူလို့ခေါ်ရမှာအဲ့ဒါကိုတော်တွေအငင်းပွားနေတာမဖြစ်နေကြလဲပဲရေးတိုင်းသူတို့စိတ်ထဲမှာသူတို့တန်တရားဖြစ်နေတာဒီတန်တတိကိုဘုရားကိုယ်တော်တိုင်ဓာတ်တော်တွေပါတွေကောက်ပြီးတော့စေတီတည်ခိုင်းတယ်တဲ့သူကဘယ်လိုခေါ်ရကောင်းလဲတန်တတိယဟန်လို့ခေါ်ရမလားသို့မဟုတ်တန်တတိတခါကြီးလို့ပဲခေါ်ရမလားဘယ်လိုခေါ်ရမလဲအဲ့ဒါပြောနေတော့မြတ်စွာဘုရားကြွလာဘုရားပလင်မော်ရောက်တော့ရှင်းသားတော့မင်းတို့ဘာပြောနေကြလဲဒီလိုပဲပြောတယ်ဘောပြောတို့ပြောအဲ့တော့မှမြတ်စွာဘုရားကမင်းတို့ညင်းမနေကြနဲ့အလင်သတော်ရှိပြီသမန်စရိယတန်တော်တန်တော်နိယတော်ပြမစာရီသဗ္ဗေသူဘုဒေသူနိဒာယတန်တံသောပြမနောသောသမနောသဗ္ဗေခုဘိက္ခဝေယဟန်တော်များအိုရှင်သားတို့ရောပုဂ္ဂလောတရားရှိ၍တတိထင်သွားပညာလဲကိုအကျင့်ပုဂ္ဂိုလ်သည်အလင်ကတော်ဝိသတံသာဒွါရတင်အစင်မလစင်အတိစေပိဟောတိလူထုံးစံမူလူဓမ္မရာဖြစ်စေကမူတန်တော်ကိလေသာဝစုတဝေဝေအပူရေသိမ့်ငြိမ့်အိခဲ့သည်တန်တော်အရှိန်သေးသေးအငြိမ့်နေအောင်အိန္ဒြေဆုံးမယုံမထားပဲလောဝစင်ပွေးအစင်အိလျင်ကြီးခဲ့သည်နိယတော်ဘလုံးမလဲမပြောင်းလဲအထက်ထက်ဆင်းဆင်းတက်ခွင့်မလွယ်မဖြစ်မြဲသည်ဓမ္မစာတိအကျင့်မြတ်ကိုရှင်းခမလွယ်အသေးဖြင့်အကျင့်မြဲသည်ဟုတ်တော်ဝသူငါယူတရားဟုနမူနာစစ်တကရှိ၍တဗ္ဗေတုဘုတေတုအယုတ်အလအမြတ်တံဖြာတတဝမန္တမြတို့၌
တန်တာကိုနှုတ်စိတ်ကြံမဟာအမြအပြာဒအစအစကိုနိဒာယအလျင်မတွင်ကိစ္စပွဲဟုရှင်းပေချထားပြီး၍တမန်ကိုနှုတ်စိတ်သာမဖောက်ပြပဲတရားမလွတ်အငြိညွတ်သာစရိယကိုအကြောင်းကံကောင်းရန်ဖန်ဤတသံဒီသာကျင့်ကြရ၏သောပုဂ္ဂလောဆိုခဲ့ကုန်၏သုံးလင်းဖြင့်ဂုံတင်ထုတ်ဆိုထိုပုဂ္ဂိုလ်သည်ဗျမနောအကျင့်ပါပနှင့်ခါချ၍ရလာမသိဗျမနာပါပေ၏သောထိုလူကောင်းဆိုအပ်လူများအင်္ဂါစင်မကွာဟုထင်သောထုတ်ဆိုထိုပုဂ္ဂိုလ်သည်သမနောအကျင့်ပါပငြိမ်းငြိမ်းရ၍သမဏပင်ကြောခြင်းကရခေါ်တွင်ရပါ၏သသောကုံတွေပွား၍သသောကုံတွေပွား၍အများနှင့်မူတမူကွဲဆိုထိုပုဂ္ဂိုလ်သည်ဘိက္ခုကိလေသာမျိုးပင်နေချို့၍တမျိုးဟိတ်ပြုနမိတ်ရှု၍ဘိက္ခုလို့ခေါ်အပ်ပါပေသည်လို့ဘဂဝံဘုန်းတော်ကြောင့်စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝါစကရုဏာရှိထားမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်းจิตသားတို့မင်းတို့ဘာမှညင်းမနေနဲ့တန်တတိအမတ်ကြီးကိုဘိက္ခုယဟန်လို့ပဲခေါ်ကြတန်တတိယဟန်နဲ့ဘာယဟန်နဲ့လဲအဲ့ဒါမြတ်စွာဘုရားဒုဒေသနာတော်ရှင်းလိုက်တော့မှသံဃာတော်တွေကတို့ကတန်တတိကိုဘယ်လိုခေါ်လို့ခေါ်မှမသိဘူးမြတ်စွာဘုရားပြောမှပဲရှင်းတော့တယ်သူလည်းယဟန်ပဲကဲဘုန်းကြီးတို့တရားရှိခင်စေကောင်းဝင်တဲ့သူတော်စင်များဒီဓမ္မကထာဒေသနာတော်ရဲ့အနှစ်ချုပ်ပေါ်ပြီးတိုင်းတန်တတိအမတ်ကြီးသည်ကာမအမောင်ကာမထောင်ကြီးထဲမှာ9ရက်တိုင်တိုင်းဘယ်လောက်လဲမရေးတာ9ရက်တိုင်တိုင်းထောင်ကြပြီးတော့ကကြည်တယ်မှလေးနှောင်ချိုးတန်းလန်းနဲ့နေပါတော့လည်းပဲမြတ်စွာဘုရားရဲ့အရှိတ်အောက်ကိုရောက်သွားတဲ့အခါမှာတန်တတိအမတ်ကြီးသည်နေအေးချမ်းသာမှုရလို့ထောင်ထဲကလွတ်ခွင့်ရသွားပါတယ်ရလားမရဘူးလားအဲ့တော့တရားကျင့်တဲ့စေကောင်းဝင်တဲ့သူတော်စင်တွေလည်းပဲငါတို့ကာမအမောင်ကာမထောင်ကြီးထဲမှာနေခဲ့တာဘဝများစွာတန်တရာဖယားမဖိုးလိုက်ရတော့လည်းပဲဖယားထားခဲ့တဲ့တန်တနာတော်ကြီးနဲ့တွေ့နေရတဲ့အချိန်ကာလမှာကာမအမောင်ကာမထောင်တွင်းကလွတ်မြောက်စေနိုင်သောသူတော်ကောင်းတရားများရှိပါ၏အဲ့ဒီထိုသူတော်ကောင်းတရားများကိုဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတို့ကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေသူတော်ကောင်းတရားတွေကျင့်ကြံကြိုးကိုအားထုတ်ပြီးတော့ကာမအမောင်ကာမထောင်ကြီးကထွံ့မြောက်နိုင်ကြပါစေလို့အဲ့ဒီသူတော်ကောင်းတရားတွေကိုကျင့်သုံးဝင်ရှိတာကလည်းလူပြည်မှာပါပဲဘယ်ပြည်မှာပဲရှိတယ်ဒါကြောင့်နတ်ပြည်တဲ့တာတဲ့လူပြည်မှာလူသားတစ်ယောက်အနေနဲ့ခိတ္တခဏရောက်လာတော့ဝိပဿနာအလုပ်အာမထုတ်ပဲနဲ့တော့ပြန်မသွားကြပါနဲ့လို့ဟုတ်လားမရေးတိုင်းအဲ့ဒါဝိပဿနာတရားအလုပ်အထုတ်ပြီးတော့ပြန်သွားနိုင်ကြပါစေဆိုတဲ့ရည်ရွယ်ချက်ဖြင့်ဒီနေ့ညဟောကြားတော်မူအပ်သောထောင်ကထွက်ဖို့ကြိုးစားသို့ဆိုတဲ့တရားပြီးပါပြီ။တိုင်းလိုက်ဆိုလိုက်ပါတော့ငါတို့နေရာဤလူရွာဤ၆ပြာနတ်ပြည်အလီလီထက်ဂုံကြီးဂုံသွေးတာတိအရေးကိုမျောတွေးစေဟုဟောပြောမှုကြောင့်ယခုလူပေါင်းလူပြည်ကောင်း၌သာကောင်းနေကောင်းစိတ်လဲကောင်းမှုအကြောင်းအထွေတွေတောင်းစုချွေသည်ကောင်းကြပါစေကုန်တည်းငါတို့နေရာဤလူရွာဤ၆ဖြာနတ်ပြည်အလီလီထက်ဂုံကြီးဂုံသွေးတာတိအရေးကိုမျောတွေးစေဟုဟောပြောမှုကြောင့်ယခုလူပေါင်းလူပြည်ကောင်း၌သာကောင်းနေကောင်းစိတ်လဲကောင်းဖို့အကြောင်းအထွေတွေ
တောင်းစုချွေသည်ကောင်းကြပါစေကုန်တည်းဒေတိတော်မေအယံဓမ္မောဗုဒ္ဓေနာဟစ္စာပါတိတောတေနသဗ္ဗေသုခယံတုဇနာဣဋ္ဌသမေကိနောဗုဒ္ဓေနာအရဟံတသုတယံဘူခိုင်တုနိုင်မမြင်ဂေါတမဘုရားရှင်သည်အဟစ္စာပါတိတောထံတရိုင်းပယပြပြသာသာရှိကရွတ်ဆို၍ဟောကြားအပ်သောအယံဓမ္မောသန္တတိမဟာမတ္တသုတ်တံဒေသနာလို့ခေါ်ဆိုအပ်တဲ့ထောင်ငါထွက်ဖို့ကြိုးစားစို့လို့အမည်ပေးထားတဲ့ဓမ္မကတာဒေသနာတော်များကိုမေမယံငါသည်ဒေတိတော်ဒုဒကဓမ္မတွေသိသိမစေကျင့်ကြံနိုင်ကြပါစေဤအနေဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေပြီတေနတို့တို့ရှိဘုဓမ္မဒါနဓမ္မသဝေနဘာဝနာမယပုံညကရိယာကုသိုလ်ထူးကြောင့်တပိကျွဲ့မဲ့ဥဒ္ဒံအလုံးစုံကုန်သောဇဏတရားနာရောက်လာပေါင်းများစွာတို့သည်ဣဒ္ဓသမင်ကြီးသောမိမိတို့အတိအတိအလိုရှိအပ်တောင်းတအပ်သောဣဒ္ဓမင်္ဂလာကျက်သေးဖြားများတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယတုယနေ့ကသာနိဗ္ဗာန်ရောက်ကြသည်ဘဝတိုင်အောင်စိတ်ရှင်လန်း၍မှာချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်သတည်း